ကိုလေအိမ်ရှိမှာကားဟွန်းတီးနေတယ်ဘယ်သူလဲလို့ထွက်ကြည့်ပေးပါနေဟာနဲ့သွားကြည့်တယ်မာကြီးဟာဒီမှာဖတ်လို့ကောင်းတယ်မထချင်ဘူးဟာတကုံတာယာရဲ့စောက်ကိုလက်ကမချနိုင်တာနဲ့ဟွန်းတန်ကြားပေမဲ့ထားမကြည့်ဖြစ်ပါပြီးရောကျွန်တော်အမဝမ်းခွဲကခြေဆောင်ပြီးအိမ်ရှိကိုထွက်ကြည့်ပါတယ်ဟဲကိုလေဇော်မျိုးဟဲ့ဟုတ်လားငယ်တငယ်ချင်းဇော်မျိုးဆိုတော့လေဖလက်ဆစောက်ကိုစပွဲပေါ်တင်ပြီးထွက်တွေ့ရပါတော့တယ်ဟဲ့ကောင်ဘာတွေလုပ်နေရလဲဟိုးအကြိုင်တီးရအောင်မထွက်မလားစားဖက်နေရကွာစိတ်ဝင်စားနေရနဲ့ဟွန်းတန်မကြားမိရတနာဝင်းထိန်လားထွေမင်းတို့နာဘူးများမှတ်နေတာလာအိမ်ထဲဝင်ခြံတကားဖွင့်ပေးပြီးဇော်မျိုးဦးကိုအိမ်ပေါ်တက်ဖို့ခေါ်ပေမဲ့သူကမတက်တော့ကြအောင်ပြောပါတော့မတက်တော့လွင်ဦးမင်းအားလားသွားစရာရှိလို့အားပါတယ်ဘယ်သွားမလို့လဲဒီလိုကွာအမျက်လမ်းမှာကြီးဖောက်တဲ့လုပ်ငန်းမှာငါလဲကန်ထရတ်နဲ့လုပ်နေတယ်ဟာတဲဟုတ်ပါလားအကြီးစားတော့မဟုတ်ပါဘူးကွာမြေတဲက၄စီးဒိုးစားတစ်စီးနဲ့လုပ်နေတာခွေးတောင်စားငါ့ကိုရှယ်ယာဝင်မလားတော့မပြောငါလဲစမ်းလုပ်ကြည့်နေရကြမှာကွာအခုထိအမျက်မပေါ်သေးဘူးအခုကဘယ်သွားမလို့လဲငါရဲ့လောက်ကွက်ကိုသွားကြည့်မလို့မရောက်တာတစ်ပတ်ရှိပြီလူယုံနဲ့လွတ်ထားပေမဲ့မယုံရဘူးကွာလူယုံတော်မှမယုံရမှတော့မင်းကိုယ်တိုင်အဲ့ဒီမှာအခြေချပြီးလှုပ်ပေါ်ကွာငါမှအဲ့ဒီအလုပ်တစ်ခုတည်းမဟုတ်ဘူးလေဇော်မျိုးပြောတာလည်းဟုတ်ပါတယ်ဇော်မျိုးရဲ့အကိုအကြီးဆုံးကစစ်ဘက်မှာရာထူးကြီးကြီးမားမားနဲ့တာဝန်ထမ်းဆောင်နေသူတယောက်မို့ညီဖြစ်တဲ့ဇော်မျိုးအတွက်ကွန်ချက်တွေကပေါ်မှာပေါ်အခုလေသူ့ကိုရဲ့ကားဖင်ကောက်လို့ခေါ်တဲ့ Toyota ဘင်ကိုယူလာခဲ့တယ်အဲ့ဒီကားရဲ့နံပါတ်ကိုမြင်တာနဲ့ဘယ်သူကဆိုတာသိနေကြတော့တလန်လုံးအလေးပြုခံရတော့မှတွေးမိပြီးဖင်ကျင်းမိပါသေးတယ်ဒီတော့ငါဘာလုပ်ပေးရမှာလဲငါနဲ့အဖော်လိုက်ပေးကွာရပါတယ်လိုက်ခဲ့ရမှာပေါ့လိုက်မယ်ဆိုတော့အမြဲလောက်ကွာနေပါဦးငါအဝတ်လဲလိုက်အောင်မယ်အေးဝစားလဲဖို့အိမ်ထဲကိုပြန်ဝင်လာတော့မာကြီးကဇော်မျိုးကိုအိမ်ထဲကိုဝင်ဖို့လှမ်းခေါ်ပေမဲ့ဇော်မျိုးကကားထဲကပဲစောင့်မယ်လို့ပြောတဲ့ကြားလိုက်ရတယ်အဝတ်စားလဲပြီးတာနဲ့ကားပေါ်အမြန်တက်လိုက်ပါတော့တယ်ဒီကားနဲ့သွားမလို့လားအေးလေတလန်းလုံးအလေးပြုခံရတော့မယ်ထင်တယ်မင်းသာရုပ်တည်နေနေအဝတ်လဲတာမြင်လိုက်တာစားလဲမြန်သွားလဲမြန်မှာပေါ့ကွာဟဲ့ကောင်မင်းပြောတော့အမြန်လန်းသွားမယ်ဆိုဘာဖြစ်လို့မျိုးတွေကိုသွားရငါကန်ထရတ်ယူထားတဲ့တိုက်ကိုတာဝန်ယူထားတဲ့အင်ဂျင်နီယာနဲ့ခဏတွေ့ပြီးစကားခဏပြောမယ်ပြီးရင်ဘွားအောင်ကျော်လန်းကမုံဆိုင်ကိုခဏဝင်မယ်မုံစားမလို့လားငါမုံဆိုင်ကွာဟာတရောင်းစားအခုမှသိရတော့တယ်မင်းစုခွဲကိုဝင်လို့မှဆိုလို့ငါ့ကိုမပြောတာလားစကားမကြုံလို့မပြောဖြစ်တာပါကွာမင်းကလည်းစိတ်ကြီးပဲအဲ့ဒီနောက်တော့ဇော်မြူနဲ့အတူ OND ထွက်နဲ့ရန်ကုန်မြို့လေကောင်ကနေစထွက်တော့မနေ့7 နာရီရှိပြီတွေ့တဲ့ဘီယာဆိုင်မှာတပူးတောက်လိုက်နှစ်ဘူးချလိုက်နဲ့ဘိုင်လဲမစားတော့ပါတလန်းလုံးရင်းနေရဲတွေအလေးပြုခံရတာလည်းစိတ်မသက်မသာဖြစ်ရပါတယ်ဒီလိုနဲ့ထောက်ကျန်လမ်းဆောင်ကနေပဲခူးကနေဒိုင်ဦးကိုရောက်တော့ညနေ3 နာရီထိုးကနေပါဒိုင်ဦးကိုကြော်တော့ဘယ်ဘက်ချမ်းကလမ်းခွဲတစ်ခုတည်းကိုဆင်းသွားပါတယ်လမ်းကမြေနီလမ်းမို့ဖုံးတစ်ထောင်ထနေတယ်လမ်းကဆိုးလိုက်လားဇော်မျိုးရာဟုတ်တယ်တကယ်ချင်းဒိုးစားတွေမြေတဲကားတွေဒီကားတွေအကုန်လုံးဒီလမ်းကပဲသွားကြတယ်ရှစ်ဆိုပို့ဆိုးပြီအဲ့ဒီနေရာကိုကျွန်တော်ပထမဆုံးအကြိမ်ရောက်ဖူးတာပါပဲကျွန်တော်ထင်တော့အဲ့ဒီလမ်းလေးကအခုအုတ်ရှိကုန်းလမ်းဖြစ်နိုင်ပါတယ်ကားကြီးတွေဖြတ်သွားဖြတ်လာလို့ကြတော့လမ်းလေကစူပြီးကောက်ပိုင်းနဲ့ညှိတဲ့ခါညှိတယ်လမ်းဘေးတစ်ဖက်တစ်ချက်မှာတော့လေကွင်းတွေကြီးပါပဲဆိုင်ကယ်အသွားလာကတော့မပြတ်တော့ပါလမ်းတစ်လျှောက်လုံးဝဲဖုံလုံးကြီးတွေတလင်းလင်းတက်တာမြေအောင်သေးတော့သည်အညာထားနီမကြလာမည်ကျွန်တော်အတွက်တော့မေမရပါလေမေကာမောင်ရင်နဲ့အတန်ပြဲကြီးနဲ့တချင်းအော်ဆိုနေတဲ့သူ့ပါဇက်ထဲကိုလေဝင်ပေါက်ကနေဖုံတွေတိုးဝင်လာတော့ချောင်းတဟိုးဖြစ်သွားတာကိုကြည့်ပြီးရည်ကျင်ပေမဲ့ပါဇက်မဟရဲတာကြောင့်ကြိတ်ပြီးသာရီလိုက်မိတယ်မကြခင်မှာပဲ
ဈေးဆိုင်တန်းလေးတွေကိုမြင်ရပါပြီဆိုင်လေးတွေကထက်လက်မိုးတွေမိုးထားကြတယ်လွင်ဦးကားခဏရက်ပြီးဘီယာချကြမယ်လှုပ်လိုက်လေကြာသလားလို့ဆိုင်လေးတွေရှေ့ကိုကားရက်လိုက်တဲ့အခါမှာနောက်ကလိုက်လာတဲ့ဖုံလုံးကြီးကကားကိုဖုံးလွှမ်းသွားလိုက်တာတဲကန်တရားလေးကိုရောက်နေသလိုပါပဲဖုံလုံးကြီးငြိမ်သွားတဲ့အခါမှာကားပေါ်ကဆင်းပြီးဆိုင်လေးတစ်ခုတည်းကိုဝင်ထိုင်လိုက်ကြတယ်တာလမ်းမနဲ့အတော်ဝေးတဲ့နေရာမှာဆိုင်ငယ်လေးတွေရှိနေတာကတမျိုးကောင်းပါလေဆိုင်ငယ်လေးတွေမှာပြည်တွင်းဖြစ်အရက်ဘီယာအချိုရည်ကအစထမင်းနဲ့ဟင်းတွေပြင်တောကောင်သားတွေပါရပါသေးတယ်စားပိတ်ကလည်းကောင်းတယ်လို့ပြောရမယ်ဖုံလူနေတဲ့ကားကိုရေးဆေးပြီးအဝတ်ချောင်းနဲ့ပါတိုက်ပေးသေးတယ်ဘာနဲ့မြည်လဲလွေးဦးပွေးသားရှိလားပွေးတော့မရဘူးကောင်းလေးတောဝက်သားရမယ်တောဝက်သားနှစ်ပွဲချပြကျွန်တော်နှစ်ယောက်တယောက်ကိုဘီယာနှစ်ပလင်းစီတောက်ပြီးချိန်မှာတောဝက်သားအစွမ်းကြောင့်အတော်ကိုဟန်ကျနေကြပါကဲသွားကြမယ်လွေးโอเคတို့ကြကားစားထက်တော့ရေဖြန်းတာကြောင့်စလစ်ဖြစ်နေလို့ရွှွန်စည်းတွေအပေခံပြီးကားဝိုင်းတွန်းပေးကြတာကလည်းမမေ့နိုင်စရာပါပဲဖောက်လုံနေတဲ့အမြန်လမ်းကိုရောက်တော့ကျွန်တော်ပါဇက်ဟောင်းသားဖြစ်သွားခဲ့တယ်ကွန်ကရစ်လောင်းထားတဲ့လမ်းမကြီးကအတော်ကျယ်တယ်လွင်းဦးဟိုဆိုင်ကစက်မှုကဟိုလူကြီးရဲ့ဆိုင်ဟုတ်လားဒိုဇာရင်ကြီးရင်ငယ်တွေမြေသေးရင်တွေကွန်ကရစ်လောင်းတဲ့ဆက်တွေစီပေါစာရင်တွေပြည့်နေနေတဲ့ဝင်းကြီးကထဲဝါလုံးတယ်လမ်းမကြီးကတော့တစ်ဆက်တည်းမဟုတ်သေးပဲရည်စည်းရည်လာအတွက်ပြင်ဆင်ရမယ့်နေရာတွေမှာဖြတ်ထားပါတယ်လွင်းဦးဟိုမှာ900စိုက်ကွာဟေးဇော်မျိုးလက်ညှိုးညွန်ပြတဲ့နေရာကိုကြည့်လိုက်တော့15ပေသားရှိမဲ့တရက်ပင်အောက်ကဝါးတယ်လေးရဲ့ဘေးမှာပေပါတစ်လုံးတာယာဟောင်းကြီးနှလုံးသားရှိပါတယ်ဇော်မျိုးရဲ့လုပ်ငန်းဆိုင်ကိုကြည့်လိုက်စက်မှုကဟိုလူကြီးရဲ့လုပ်ငန်းဆိုင်ဆိုတာကြီးကိုကြည့်လိုက်နဲ့တန်ဝေကလည်းရပညာတွေလည်းရခဲ့ပါတယ်ဟေးကောင်ဖဲရိုက်နေကြလားဟုတ်တယ်ဆရာသမားကြီးလုပ်ငန်းရှင်ကဖဲရိုက်နေကြလားလို့မေးတာတော့ဖဲရိုက်နေကြတယ်လို့ပြန်ဖြေကြတာမြင်တော့ကျွန်တော်ဒေါသတော်တော်ထွက်မိတယ်ဇော်မျိုးကကျွန်တော်ထက်ဒေါသပိုကြီးပေမဲ့ဘာမှမပြောဘဲအသာငြိမ်နေလိုက်ကြတဲ့ကကျွန်တော်သဘောပေါက်မိတာလေးတွေခေါင်းထဲကိုအစီရောက်လာတယ်ကို့လို့လည်းမဟုတ်တော့သူတို့ချင်းစကားလွတ်လွတ်လပ်ပြောနိုင်ဖို့အနီးနားကိုရှောက်လေးလာပါတယ်ဇော်မျိုးရဲ့တဲလေးနဲ့မလန့်မကန့်မှာပေ90နီးပါးနှက်ပြီးတော့10ပေကျော်လောက်ကျဲတဲ့ကြောက်တစ်ခုကိုတွေ့ရတယ်ကြောက်ကကွေးကောက်ပြီးကြောက်လိုဖြစ်နေပေမဲ့ရေမရှိပါမေးမြန်းစုံစမ်းကြည့်တဲ့အခါမှာအရင်ကဟိုဘက်တဲနဲ့ဒီဘက်တဲက15ပေကွာပဲရှိပြီတောင်ကြရေကြောင့်ချောင်းဖြစ်သွားတယ်လို့ဆိုပါတယ်အဲ့ဒီမိသားစုတွေကတရက်မာလာကပိန်နေတီဟိုစိုက်ပျိုးကြပါမယ်အမြန်လမ်းမကြီးဖောက်လုပ်တဲ့အထက်မှာသူတို့ရဲ့ခြံတွေပါသွားတာကြောင့်အခုတော့လမ်းလုံသားအဖြစ်လောက်ကင်ပြီးအသက်မွေးရတယ်လို့ပြောကြတယ်အဲ့ဒီမိသားစုတွေနဲ့ခင်မင်းရင်းနှီးသွားပြီးရင်းနှီးတောက်ရင်စကားပြောနေရကနေဒူးလေးနဲ့လူတယောက်ဝက်တကောင်ထမ်းလာတာမြင်လိုက်ရပါတယ်သူထမ်းလာတဲ့ဝက်ကတောဝက်အကောင်လဲလောက်ရှိမယ်အလေးချိန်တော့မခံမန်းတတ်ပါတောဝက်မိလားဟုတ်တယ်ဗျနည်းနည်းလောက်ပြန်ရောင်းပါလားခင်ဗျာကျွန်တော်ကတောဝက်သားနဲ့ပွေးသားကိုရမ်းကြိုက်လို့ပါတောဝက်သားကိုအလွန်နှစ်သက်တာကြောင့်မရှက်မကြောက်နိုင်တော့ပဲရောင်းဖို့တောင်းပန်ရပါတော့တယ်မုတ်ဆိုးကအင်တာနက်လုံနေပေမဲ့ကျွန်တော်နဲ့ရင်းနှီးသွားပြီဖြစ်တဲ့မိသားစုတွေကတပိတ်သားရောင်းပေးလိုက်ဖို့ပြောတာကြောင့်ဝမ်းသာလိုက်တာမှပြောမပြတတ်အောင်ပါပဲတောဝက်သားတပိတ်သားကိုအင်ဘက်နဲ့လုတ်ပြီးနှီးနဲ့ချီပေးပါတယ်ကားတွေကိုထည့်ထားရင်လေလှောင်ပြီးပုတ်သွားမှာဆိုလို့ဇော်မျိုးဦးရဲ့တဲအနီးကတပင်ကြီးရဲ့ငုံမှာချိတ်ထားလိုက်ပါတယ်တောဝက်ကလက်ဆက်လုံးတော့သွေးဆက်တွေတတောက်တောက်ကျနေရကြည့်ပြီးသဘောကျနေပြီတောဝက်သားရတာဇော်မျိုးတိသွားတော့သူကိုယ်တိုင်သွားဝဲပေမဲ့ဟိုးကမရောက်တော့ပါအမဲမလိုက်ခင်ဘာသားကောင်ရရင်ဘယ်လောက်ယူမယ်ဆိုတာထမင်းဆိုင်တွေကမှားထားတာကြောင့်မရောက်နိုင်တာလို့ပြောပါတယ်ဒီတော့လေကျွန်တော်ထဲကခွဲပေးလိုက်ရပါတော့တယ်ညနေ9 နာရီခွဲလောက်မှပြန်ခဲ့ကြတယ်ထုံးစံတိုင်းလာတော့ကဆိုင်လေးတွေနားကိုရောက်တော့ကားခဏရက်ပြီးဘီယာချကြတယ်ညနေပိုင်းမှာတော့ထူးထူးခြားခြားသင်းခွေချက်သားရတာနဲ့ကျုံတော့ဂျုံကဲနှစ်ပွဲမှာပြီးဆွဲလိုက်ကြတယ်ဆိုင်မှာနိုင်ဝက်လောက်ထိုင်ပြီးတော့ထွက်လာခဲ့ကြတယ်ညနေ6 နာရီကျော်ဆိုပေမဲ့နေအောင်မကြသေးပါတာလမ်းမကိုထွက်တဲ့ဆိုင်ကယ်တွေနေပြီးရွာကိုပြန်တဲ့ဆိုင်ကယ်တွေသာများနေပါတယ်
ဆိုင်ကယ်သမားတွေခင်ဗျားလဲတနာပါတယ်ကားမြင်တာနဲ့ဆိုင်ကယ်ထိုးရက်ပြီးမျက်နှာအုပ်ထားကြတယ်ဖြည်းဖြည်းမောင်းပေးလိုက်ပါကွာတနာပါတယ်ဖြည်းဖြည်းမမောင်းလို့လည်းမရဘူးလေဦးကြီးကားကစီလိုက်မမှန်ခြင်းဘူးဖုံတွေတဲတွေဝင်သွားပြီတဲ့ဟမ်ဇော်မျိုးပြောလို့မှမဆုံးသေးခင်ကားကဖောက်လာပါပြီတွန်းဆုပ်ဖြစ်နေပြီးအင်ဂျင်တန်လဲမမှန်တော့ပါမကြာခဏထိုးရနေပါတယ်အတော်ကြာတော့ကားကလုံးဝကိုနှိုးမရတော့ပါပြဿနာပဲလေဦးကြီးစက်နှိုးလို့မရတော့ဘူးကွာနှိုးလို့မရရင်ခဏထားကွာဘက်ထရီဒေါင်းသွားရင်ဘာမှလုပ်လို့မရအောင်လွင်ဦးပြောတိုးဝက်သားတွေကအစိမ့်တွေမဟုတ်လားအေးလေအဲ့ဒါကြောင့်များလားဇော်မျိုးကိုတန်တော်နဲ့ကြည့်လိုက်တယ်ဇော်မျိုးရာတောကောင်သားတွေကိုဒီလမ်းကနေပဲပကိုးပို့တာမဟုတ်ဘူးလားအဲ့ဒါမနဲ့နဲ့နေ့လေဖြစ်ခြင်းဖြစ်မှာပေါ့အခုကနေဝင်တော့မယ်လေကွာမဆိုင်တာကွာကြောက်မနေစမ်းပါနဲ့ဒီဘက်ကပကိုးတလိုင်းကိုးကွယ်ကြတာပကိုးတလိုင်းနဲ့တောဝက်သားဘာဆိုင်လို့လဲမင်းကြီးတော်လင်းမင်းပါကွာကားပြက်တာစက်နယ်ပဲဆိုင်တယ်မဟုတ်တာစဉ်းစားမနေစမ်းပါကျွန်တော်စိတ်တို့နေမှန်းသိတော့ဇော်မျိုးကဘာမှမပြောတော့ပဲ secret ဖွာနေပါတယ်မင်းမကွင်းတွေခွာတွေပါလားငါရှာကြည့်လိုက်အောင်ပဲကျွန်တော်ကကားကိုကျွမ်းချင်းမပြင်တတ်ပေမဲ့နည်းနည်းပါးပါးတော့နားလေပါတယ်ဒီတော့နားလေရတာကလည်းကားစုတွေကြီးပဲဝယ်စီးခဲ့တဲ့အကျိုးကျေးဇူးလို့ပြောရမှာပါဇော်မျိုးတရားကားနောက်ထဲမှာမှွေနောက်ရှာနေတာအားမရတာနဲ့ကျွန်တော်ပါဝင်ရှာရပါတော့တယ်ကွင်းကွာစပန်နာမပြောနဲ့နှစ်ဖာကလောတောင်မတွေ့ပါဇော်မျိုးရာခရီးသွားတာ2 box တော့ပါမှာပေါ့ကွာအခုဘယ်လိုလုပ်ကြမလဲငါစနိုးကြည့်အောင်မယ်ဘောနဲ့ဖွင့်ငါကြည့်မယ်အေးဇော်မျိုးကားပေါ်တက်ပြီးစနိုးနေချိန်နားဆွင့်ကြည့်တယ်မိတန်ကြားပေမဲ့စက်မနိုးတာဟာစီမလိုက်လို့ဆိုတာတေချာသွားပါပြီခတ်တာကသူ့ကားကကက်ပျူရိုက်တာမဟုတ်ပဲ EFI ဖြစ်နေပါတယ် EFI မွေးပြီးဆိုရင်မလဲပါမနိုးနဲ့တော့ဘက်ထရီကုန်ရုံပဲရှိမယ်စီမလိုက်ဘူးကျွန်တော်လည်းစီလန်းချောင်းကိုလိုက်တန်းလိုက်စီတိုင်ကီမှာစီရှိမရှိလမ်းဘေးကကောက်ရိုးမြင်နဲ့ထောက်တိုင်းလိုတိုင်းနဲ့အလုတ်ရှုပ်သွားပါတယ်တဖြည်းဖြည်းနဲ့နေဝင်စားပြူလာပြီးတော့ဆိုင်ကယ်အသွားလာလဲရှင်းလာပါဇော်မြူဆိုင်ကယ်တစ်စီးငှားပြီးတော့ဒိုင်းကိုသွားကွာကားဝက်ရှော့မင်းမြန်ပြီးတော့ဝက်ရှော့ဆရာသာခေါ်ခဲ့ပြီတော့အဲ့ဒါပဲကောင်းပါတယ်ကွာလာတဲ့ဆိုင်ကယ်တွေကိုတားပြီးဒိုင်းကိုလိုက်ဖို့ခိုင်းပေမဲ့မလိုက်ကြပါဒီလိုနဲ့မှောင်ရိပ်တန်းလာပါနိုင်ကိုကြည့်လိုက်တော့9နာရီနဲ့10မိနစ်ရှိနေပါပြီလွင်ပြင်ဖြစ်နေလို့အမောင်ရိပ်မကြပါကံကောင်းကျင်တော့ရွာဘက်ကနေလာနေတဲ့ဆိုင်ကယ်မီးရောင်ကိုမြင်လိုက်တော့ကျွန်တော်တို့အားတက်သွားကြတယ်မကြခင်မှာပဲဆိုင်ကယ်ကကျွန်တော်တို့အနားကိုရောက်လာတော့တားရင်မရက်ပေးမှဆိုလို့လမ်းပိတ်ရက်ပြီးတားကြရပါတော့တယ်အကိုကြီးခဏလေးရပ်ပါအောင်ဗျာဆိုင်ကယ်သမားကဘလို့ထင်သွားတယ်မသိဆိုင်ကယ်ကိုမလန့်မကန့်မှရက်ပြီးလွယ်ထဲကဓမြောင်ထုတ်လိုက်တာကိုမြင်လိုက်ရတော့ကျွန်တော်နဲ့ဇော်မြူတို့နောက်ကိုရှဲသွားကြတယ်ကျွန်တော်ကအမြန်လမ်းကိုလမ်းပိုင်းကန်ထရိုက်ယူထားတာပါကိုစိုးမြင့်တို့ကိုကျော်ဝင်းတို့ကိုတိလာခင်ဗျဇော်မြူပြောလိုက်တော့မှဆိုင်ကယ်သမားကဓမြောင်ကိုလွယ်ထဲကိုပြန်ထည့်လိုက်တယ်အော်နေ့လေကစိုးမြင့်တို့စိုက်ကိုလာတဲ့သူတွေကိုဟုတ်ပါတယ်ခင်ဗျကားပြက်နေရဘလို့မှနှိုးမရတော့လို့ဒိုင်ဦးမှာဝက်ရှော့ဆရာသွားခေါ်ခြင်းလို့ပါကိုရလိုက်ပို့လို့ရရင်ပို့ပေးပါဆိုင်ကယ်ကပေးပါမယ်ရပါတယ်ကျွန်တော်လည်းဒိုင်ဦးကိုသွားမလို့လိုက်ခဲ့လေကံကောင်းကျင်တော့ဒိုင်ဦးကိုသွားမဲ့သူနဲ့ခီးကြုံပါပြီဇော်မြူမင်းလိုက်သွားကွာငါကောင်းဆောင်နေခဲ့မယ်ဟေးကောင်မင်းလိုက်သွားမှအဆင်ပြေမှာပေါ့ဒီကားအကြောင်းငါမှမသိပဲအေးငါလည်းဒီကားအကြောင်းမသိဘူးကားအကြောင်းမသိပဲမင်းမင်းလည်းမို့လို့ယူလာခဲ့တာလားလူရှိန်အောင်လို့ယူလာတာလေကွာကျွန်တော်ကစိတ်ကလည်းတူဆိုင်ကယ်သမားကိုလည်းအားနာတော့ဆိုင်ကယ်ပေါ်တက်ခွာလိုက်တော့တယ်သွားမယ်ကိုဒိုင်ကိုရောက်တော့ဆိုင်ကယ်သမားကဝက်ရှော့တွေရှာပေးပါတယ်ပိတ်တဲ့ဝက်ရှော့ကပိတ်ဖွင့်တဲ့ဝက်ရှော့ကြပြန်တော့ကားလေးပြင်းတဲ့ဝက်ရှော့ဆရာကပစ္စည်းဝယ်ဖို့ရန်ကုန်သွားတယ်ဆိုပြန်တော့လုံးဝအဆင်မပြေပါနောက်ဆုံးဆိုင်ကယ်သမားကိုအားနာလာတာနဲ့ကိုဟာကိုပဲရှာတော့မယ်ဆိုပြီးပတ်စံပေးဖို့လုပ်တော့မှပတ်စံအိတ်နဲ့ဖုံးက
ကားဒက်ရှ်ဘုတ်ထဲမှာကျန်းခဲ့ပြီဆိုတာသိရတော့တယ်ဆိုင်ကယ်သမားကိုထိုင်ရှိခိုးမတက်တောင်းပန်လိုက်ရတယ်ပတ်စံတပြားမှမပါပဲဘယ်လိုလုပ်ရမလဲဆိုတာတွေးပြီးခေါင်းတွေပူချွေးတွေပြန်ခြေတုံလက်တုံရင်တွေတုံနေပါတော့တယ်ဝက်ရှော့ဆရာတွေ့ရင်ပတ်စံမပါလဲအဆင်ပြေပါတယ်သူ့ကိုခေါ်ပြီးကားစီပြန်သွားရုံပါပဲပေါက်တဲ့နဖူးမထူးပါဇက်ပါရွာရောက်ဆိုတဲ့စကားပုံကိုစဉ်းစားမိတာနဲ့ဒိုင်ဦးမျိုးတဲ့ကို OND ထွက်နဲ့မေးလိုက်တာခြေတိုပြီးတော့ရေငတ်တာပဲရှိပါတယ်ဒိုင်ဦးကနေဇော်မျိုးစီကိုခြေချင်းပြန်ရင်လဲမနေ့မှရောက်မယ်ထင်ပါတယ်ရေလဲငက်ဘိုင်လဲစာတကယ်ငရဲပါတဖြည်းဖြည်းနဲ့အချိန်ကလည်း၈နာရီကျော်လို့9နာရီထိုးကနီးပါပြီကံကောင်းကျင်တော့လမ်းကျိုးခွေလေးမှာရေအိုးစင်လေးတွေ့လို့အပြေးလွှားသွားတဲ့ခါမှာရေအိုးထဲမှာရေရှိပေမဲ့တောက်ရေခွက်မရှိတော့မြေအိုးကိုမပြီးမောတောက်ရပါတော့တယ်ရေအိုးစင်လေးနေရာကစိုက်ကားကိတ်လားမဆိုနိုင်အမိုးကားနဲ့ထိုင်စရာကုတ်ပြစ်လေးရှိနေတော့ခဏထိုင်ပြီးအနားပြေးလိုက်တယ်ည9နာရီခွဲလောက်မှာအိမ်တွေလည်းတကားပိတ်ဆိုင်တွေလည်းပိတ်ကုန်လို့ဘယ်သွားလို့ဘယ်လာရမှမသိတော့ပါဝက်ရှော့ကိုဇောနဲ့လိုက်ရှာခဲ့တော့ကဟိုဝင်ဒီထွက်နဲ့လမ်းတွေလည်းမှတ်မထားမိတော့ရန်ကုန်မန္တလေးလမ်းမကြီးကိုဘယ်ကနေပြန်ထွက်ရမယ်ဆိုတာလည်းမသိတော့ပါကိုနေရာကိုဒေသမဟုတ်တော့စိတ်အားလည်းငယ်လာပါတယ်လမ်းရှာရင်လမ်းပြောင်းမှဆိုတာကြောင့်တဲတဲကကုတ်ပြစ်ပေါ်မှာပဲထိုင်နေလိုက်ပါတော့တယ်ည10:45 မိနစ်လောက်မှာဆိုင်ကယ်3စီးနဲ့ရဲတွေရောက်လာပါတယ်ခင်ဗျားဘာလုပ်လဲဘယ်ရလဲဒီမှာဘာလုပ်နေရလဲအဲ့လိုလဲ3လဲနဲ့မေးကြပါတယ်နေဘက်တွေမှာတခုထူးကြတာကမျက်နှာစိမ်းဆိုတာအလိုလိုသိနေကြတယ်ကျွန်တော်လည်းအမှန်တိုင်းပြောရင်အကူကြီးတောင်းတော့ရဲစခန်းကိုလိုက်ခဲ့ဖို့သာခေါ်နေတာကြောင့်လိုက်သွားရပါတော့တယ်စခန်းရောက်တဲ့အခါမှာတာဝန်မူရဲရာခံဘိုးကကျွန်တော်ကိုစစ်စစ်မေးမြန်းပါတော့တယ်ကျွန်တော်လည်းကားပြတ်နေလို့ဝက်ရှော့ရှာရင်မိုးချုပ်သွားတယ်ပြောတော့ကားလိုင်စင်နဲ့မှတ်ပုံတင်တောင်းပါလေရောကျွန်တော်ဖုန်းနဲ့ပတ်စံအိတ်ကားထဲမှာကျန်ခဲ့ကြောင်းနဲ့ကျွန်တော်ကိုလိုက်ဖို့ပေးကြောင်းတောင်းပန်ရပါတော့တယ်ဇော်မျိုးစီကိုဖုန်းဆက်ဖို့ကသူ့ဖုန်းနံပါတ်ကိုအလို့မမရတာကျွန်တော်အတွက်အတော်ခက်ခက်ခဲခဲဖြစ်ခဲ့ရတယ်နောက်ဆုံးတော့အတနာခံကောင်းတာကြောင့်ရဲတယောက်ရဲ့ဆိုင်ကယ်နောက်မှာထိုင်လိုက်ပြီးရှင်းနောက်ရဲဆိုင်ကယ်ခြံရံပြီးတော့ကားပြတ်တဲ့နေရာစီကိုသွားကြပါတော့ကားစီရောက်တော့မှရဲတွေလည်းယုံကြည်သွားကြပြီအခုကားကဘသူကားဇော်မျိုးကသူ့ရဲ့ညီဆိုတာပြောပြလိုက်တော့စီဘိုးတော်မယူပဲပြန်သွားကြပါတယ်မနေ့ကျရင်ဝက်ရှော့ဆရာလွတ်ပေးမယ်လို့တောင်ပြောသွားပါသေးတယ်ကားစီပြန်ရောက်တဲ့အချိန်မှာ12နာရီထိုးပါတော့တယ်ရဲတပ်ဖွဲ့ဝင်တွေပြန်သွားတော့ဇော်မျိုးကဒေါနဲ့မောနဲ့မေးပါတော့တယ်ဘာဖြစ်လို့ကြာနေရလဲကွာမင်းရလဲဟဲ့ကောင်မင်းလေတန်းကမာလိုက်လားငါဘာဖြစ်နေလဲဆိုတာအရင်မေးအောင်ပါကျွန်တော်လေတန်းမမနဲ့တုံ့ပြန်လိုက်တဲ့အခါမှာဇော်မျိုးလေတန်းရောကျသွားပါတယ်ဇော်မျိုးရဲ့လေတန်းကမာထန်နေပေမဲ့အတန်တွေတုံနေတာကျွန်တော်သတိထားလိုက်မိတယ်ကျွန်တော်ကိုဒေါသဖြစ်လို့အတန်တွေတုံနေတယ်လို့ပဲထင်လိုက်မိပါတယ်အတန်တွေတုံနေပါလားငါ့ကိုဒေါသထွက်နေရပေါ့လေငါကြောက်လို့ကွာဘယ်ညာတစ်ဖက်မှာလေကွင်းသာရှိပြီးမောင်မဲနေရမို့ကြောက်မယ်ဆိုလဲကြောက်ချင်စရာပါငါလည်းဝက်ရှော့လိုက်ရှာတာပဲဝက်ရှော့တွေကပိတ်ကုန်ပြီဖွင့်တဲ့ဝက်ရှော့ကြပြန်တော့ကားလေးပြင်တဲ့ဆရာကရန်ကုန်ကိုပစ္စည်းသွားဝယ်နေလို့တဲ့အေးအဆိုးဆုံးကတော့ငါပတ်စံအိတ်နဲ့ဖုန်းကကားထဲမှာကျန်းခဲ့တာပဲငါတွေ့တယ်မင်းစီဖုန်းဆက်တော့ဒက်ရှ်ဘုတ်တွေကဖုန်းမြည်လို့ဆဲတော်ဆဲနေတယ်ငါလဲလေအလျှောက်ကောင်းလို့အချုပ်ထဲမှာညာမအိပ်ရတာဇော်မျိုးကြီးအချုပ်ထဲအိပ်ရတာကမှစိတ်ချမ်းသာအောင်ပဲကွာမင်းသာပြန်မလာရင်ဖြစ်ချင်အဖြစ်ကားထားခဲ့ပြီးပြေးတော့မှာဘာဖြစ်လို့လဲယောက်ျားဖြစ်ပြီးကြောက်ရတာလားကွာကြာကိုစီစားမကုန်တဲ့ခန္ဓာကိုယ်နဲ့ကြောက်ရတယ်လို့ရှိတယ်လူချင်းကဖိုက်လို့ရတယ်ကွာမေ့မေ့လင်တရေကဘာမှလုပ်လို့မရဘူးငါဘောင်းမီကိုကြည့်သေးတွေရွှဲနေတယ်မောင်မဲနေရကွာဘယ်လိုမြင်ရမလဲကားမီဖွင့်လိုက်ကွာဘက်ထရီဒေါင်းသွားပြီဟဲ့ကောင်ဘက်ထရီကဘာလို့ဒေါင်းသွားတာလဲမီးထုံထားလို့ပေါ့ကွာသေတာသေလိုက်ချင်တာပဲဇုံမျိုးရာမင်းကသေချင်တယ်လို့ပြောတာငါသေတော့မလို့နည်းနည်းပဲလို့တော့လေမင်းတို့ကနောက်ကြရင်ငါအလောင်းပဲတွေ့ရမှာဟုတ်တယ်ကောင်ဆိုင်ကယ်မီးအောင်တွေ့တော့ဝမ်းသာလုံးလို့မျက်ရည်တောင်ကျတယ်ဟာအဲ့ဒါလောက်တောင်လားဘလို့ဖြစ်လို့လဲ
မင်းသွားပြီးနောက်ပိုင်းဆိုင်ကယ်တွေလည်းမသွားတော့ဘူးမောင်မဲနေရပဲငါလည်းကြောက်တာနဲ့ကားထဲဝင်ပြီးဆိုင်းလင်မင်းကိုဖွင့်ထားလိုက်တယ်အချိန်နဲ့သိကျင်လို့မင်းစီဖုံးဆက်တော့ဒက်ရှ်ဘိုးတွေကဖုံးမိလာတော့မှဖုံးမေးကြံခဲ့ပြီဆိုတာသိရတာလာနိုးနဲ့စောင့်နေတာ9နိုင်သာထိုးရောမီးအောင်လည်းမမြင်ရဖုံးလည်းဆက်မရနဲ့ငါလည်းဘာဆက်လို့ရမှမသိဘူးငါစိတ်ပူတာကမင်းကိုတတ်ပြီးပစ္စည်းတွေယူသွားမှစိုးရိမ်နေတာငါမှနိုင်တစ်လုံးပဲပါသွားတယ်ရွှေဆွဲကျွဲလည်းဝတ်မထားပါဘူးဒီတော့ငါပဲသိမလဲကဲဘယ်လိုဖြစ်တာလဲပြောစမ်းပါဒီပြောပြမယ်ဝရှောဆရာသွားခေါ်ဖို့ဆိုင်ကနဲ့လိုက်သွားတဲ့လွင်ကိုဇော်မျိုးစိတ်ပူနေတယ်ကိုနေရာကိုဒေသမဟုတ်တာကြောင့်လမ်းမှာရိုက်နဲ့တက်ဖြတ်ပြီးပစ္စည်းယူသွားတာမျိုးဖြစ်မှာစိုးရိမ်နေတယ်တယောက်ချင်းစုခုခံနိုင်ပေမဲ့အဖွဲနဲ့ဆိုရင်ခံရဖို့ကအသေးကြပါလွင်ကိုစိုးရိမ်တာတစ်ခုမောင်နဲ့မမဲမှာကားတစ်စီးနဲ့တယောက်ထဲဖြစ်နေတော့အုပ်စုနဲ့ရိုက်နဲ့တက်ဖြတ်ပြီးကားကိုတစားစီဖြုတ်သွားမလားဆိုတာကိုလည်းစိုးရိမ်နေတယ်ခုခံကောင်ပဲဖို့ဆိုလို့ဘိန်းဖြုတ်တဲ့ကွာတောင်ပါမလာခဲ့တော့ခါစည်းခံရုံပဲရှိပါတော့တယ်ဒါကြောင့်ကားထဲဝင်ထမ်းပြီးဆိုင်းလင်မီကိုဖွင့်ထားလိုက်တယ်ကားမန်ကိုလက်လေးလုံးလောက်ဟပြီးတော့ပိတ်ထားလိုက်ပါတယ်ကားပြတ်နေလို့အိမ်ပြန်နောက်ကျမယ်လို့တော့အမကိုဖုံးဆက်ပြောထားပြီးအရေးကြောင်းဆိုအလွယ်တကူဖုံးဆက်နိုင်ဖို့လည်းပြင်ထားပါတယ်ပေါင်လာတာနဲ့အမျှလေခွင်းတွေကအကောင်မလောင်မျိုးစုံအော်တဲ့အတန်တွေကခြောက်ချားစရာပါနေလေတုန်းကလေဘူးတွေတပူတိုက်ပေမဲ့ညဘက်မှာလေငိန်နေလို့ကားထဲမှာနေရတာအသက်ရှူကျက်ပြီးချွေးတွေပြန့်နေပါ10နိုင်ထိုးကားနီလောက်မှာဘက်ထရီကုန်ပါဆိုလို့ဆိုင်းလင်မီပိတ်ပြီးကားထဲမှာပဲဆက်ထိုင်နေလိုက်တယ်ဖုန်းကိုကင်ပြီးဘသူစီဆက်သွင်းရင်ကောင်းမလဲလို့စဉ်းစားနေစင်ပါပဲဟာလူတယောက်တက်ခုန်နေတယ်လို့ကားနောက်ပိုင်းကတကြီးကြီးနဲ့လှုပ်နေလို့ဇော်မျိုးထိတ်လန့်သွားပါတယ်ဆိုင်းလင်မီကိုချက်ချင်းဖွင့်လိုက်တဲ့အခါမှာပြန်ငြိမ်သွားတယ်တရက်6ပြီဆိုတာသိလိုက်ရတော့ကြောက်နေလာမိတယ်ဘက်ထရီကုန်ရင်လဲကုန်စေတော့လို့ဆုံးဖြတ်လိုက်ပြီးဆိုင်းလင်မီသားမကမီးကြီးပါထုံးထားလိုက်တယ်ဟာလှုပ်ပြန်ပြီဒီတစ်ခါလှုပ်တာကရှင်းနောက်တယ်မဟုတ်တော့ပဲဘေးပဲညာပါလှုပ်တော့ဇော်မျိုးရဲ့တကောလုံးဆက်ဆက်တုံနေပါပူလောင်အိုက်ဆက်နေတဲ့အထဲစက်တီးဖြန်းခနဲ့ထပြီးစပင်မွေးတွေထောင်ထသွားတယ်မတိစိတ်ကကားတွေကအမြန်ထွက်ဖို့လှုံ့ဆော်နေတယ်လို့ခံစားနေရတယ်ရှင်းနောက်ပဲညာရိမ့်နေတဲ့ကားကချက်ချင်းရက်သွားတော့ကားနောက်ခန်းကိုလှည့်ကြည့်လိုက်တဲ့အခါမှာအမလေးဗျာစပယ်ယာတာယာထားတဲ့နောက်ခန်းမှာထိုင်နေတဲ့သူကိုမြင်လိုက်တာနဲ့ဇော်မျိုးငယ်တန်းပေါင်းအော်ပြီးကားပေါ်ကဆင်းပြပါတော့တယ်ကားမှာစပယ်မရှိတဲ့အပြင်မျက်နှာကပြောင်ချောကြီးဖြစ်နေတော့ယောက်ျားလားမိန်းမလားဆိုတာခွဲလို့မရပါကားပြင်ကိုရောက်တော့မတီးရဲနဲ့နောက်ခန်းကိုကြည့်ပေမဲ့စတေကာကတ်ထားတော့အထက်ကိုမမြင်ရပါကားလည်းပြန်မဝင်ရဲတော့ကားကောင်းရှိကိုသွားပြီးမီးအောင်ထဲမှာရပ်နေရပါတယ်အောင်မလေးဗျာနောက်ဖုန်းတကားပွင့်သွားပြီးစောင့်ပိတ်လိုက်တဲ့အတန်ကတော်တော်ကြေတာကြောင့်ဇော်မျိုးကြောက်အားလန့်အောင်អော်လိုက်ပါတယ်အကိုကြီးကိုဖုံးဆက်ရင်အဆဲဆိုခံရမှာမို့အမစီဖုံးဆက်ဖို့ဘောင်းဘီအိတ်ထဲကိုစမ်းတော့ဖုံးမရှိပါရှိသမျှဘောင်းဘီအိတ်တွေအကုန်နှိုက်ပြီးရှာလဲဖုံးမတွေ့တော့ကားပေါ်မှာကြမ်းခဲ့ပြီဆိုတာသိလိုက်ပါပြီဖုံးမရှိလို့မဖြစ်တော့အရဲစွန့်ပြီးကားလေးကိုဝင်ယူမဲ့အလုံးမှာရေတုတ်တန်လက်ချောင်းရုတ်တရက်လှုပ်ရှားသွားတာမြင်လိုက်ရတာကြောင့်နောက်ကိုပြန်ဆုပ်လိုက်ရပါတော့တယ်အာလှုပ်ရှားနေတဲ့ရေတုတ်တန်နဲ့အတူရေမောင်းထိုင်ကုန်မှာထိုင်နေတဲ့သူကိုမြင်တွေ့လိုက်ရတဲ့အခါဒူးနှစ်ဖက်တစ်ဆက်ဆက်တုံပြီးခွေလဲကြမတက်ဖြစ်သွားခဲ့တယ်အခုနာကမြင်လိုက်ရတဲ့သူကမျက်နှာပြောင်ချောကြီးဖြစ်ပေမဲ့အခုမြင်ရတဲ့သူကမျက်လုံးပြူပြီးတော့หนีရဲနေတယ်ဇော်မျိုးတယောက်ကြောက်လန့်ပြီးယူမတက်ဖြစ်နေပါပြေးဖို့ကလည်းဘယ်ကိုပြေးရမှန်းမသိဒီတိုင်းနေဖို့ကလည်းကြာရင်အသက်ထွက်တော့မှာပါကြောင်ကရမ်းနဲ့ပါဇက်ကပြောကြရပြောနေပါပြီဘာတွေပြောနေလဲဆိုတာသူကိုယ်တိုင်လည်းမသိပါခြေထောက်နဲ့လက်တွေကလှုပ်လို့မရရွှေ့လို့မရအောင်ဖြစ်လာနေပြီးအေးဆက်ထုံကျင်းတယ်လို့ခံစားနေရတယ်တစ်ချက်မူးခနဲ့မိုက်ခနဲ့ဖြစ်သွားပြီးတတိလွတ်ချင်းတယ်လို့လည်းဖြစ်နေတယ်အသိစိတ်မလွတ်သေးတော့
တဖြည်းဖြည်းမှိန်စားပြူလာတဲ့ကားမီယောင်ကိုကြည့်ပြီးဘက်ထရီအားကုန်တော့မယ်ဆိုတာသိလိုက်တဲ့နောက်စိုးစိုးဝါဖြစ်လာတော့မယ့်အခြေအနေကိုတွေးပြီးတော့ကြောက်ရွံ့နေမိတယ်။ဒီနေ့တိုင်းပါပဲခဏကြာမှတော့ကားမီယောင်ကတဖြည်းဖြည်းမှိန်ပြီးလုံလုံရရပိတ်သွားပါပြီ။မောင်တီကျသွားပေမဲ့တိုယိုတာဘန်ကားကဖြူရောင်မှုကားကိုတော့မြင်ရပါသေးတယ်။ပဝန်းကျင်ကိုမကြည့်ရလို့မျက်စိစုံမိတ်ထားခြင်းပဲမဲ့မျက်လုံးဖွင့်တဲ့အခါမှာမျက်နှာချင်းဆိုင်မှာကြောက်စရာကောင်းတဲ့အရာတစ်ခုကိုဝါခနဲ့မြင်ရမှာကိုလည်းစိုးရင်မိတော့မျက်လုံးမမိတ်ရဲပါခြေထောက်တွေကရွှေလို့မရတော့ကားနဲ့မျက်နှာချင်းဆိုင်ရက်လျက်သားရှိနေစေပါလုံနိုင်တာတစ်ခုပဲရှိတော့တာကြောင့်ဖះကိုအာယုံပြုတ်ပြီးကြောဖို့ပြင်လိုက်ပေမဲ့လက်ကမြှောက်လို့မရတော့ပါအဲ့ဒီချိန်မှာပဲကားခေါင်မိုးပေါ်ကနေချောတိုက်ဆင်းလာတဲ့အရာကကားဆက်ဖုံးပေါ်မှာဝန်လျာမှောက်လျက်သားမြင်တွေ့လိုက်ရတဲ့အခါမှာတော့တတိမင်မတက်ဖြစ်သွားပြီးစီးတွေတလဟောဆင်းလာပါတော့တယ်မူးမိုက်ပြီးလဲကြလို့ဖြစ်နေတဲ့ချိန်မှာကားမှန်ပေါ်ထင်ဟပ်လာတဲ့မီးအောင်တွေကြောင့်အားတက်သွားပြီးဝမ်းသာလွန်းလို့မျက်ရည်တွေလိုလိုကျလာခဲ့ပါတော့တယ်မီးအောင်တွေပေါ်လာတာနဲ့ကားဆက်ဖုံးပေါ်ကအရာလဲချက်ချင်းပျောက်သွားပါတယ်စိတ်အာရုံကိုစူးစီးပြီးခြေတွေလက်တွေလှုပ်ကြည့်တော့လှုပ်လို့ရနေပါပြီတဖြည်းဖြည်းနီးလာတဲ့ဆိုင်ကယ်ဆက်တန်တွေကအားတက်စရာပါနောက်ကိုလှည့်ကြည့်လိုက်တော့မီးသုံးလုံးကိုမြင်ရတဲ့အခါမှာဆိုင်ကယ်3စီးဆိုတာသိလိုက်ပါပြီလွယ်ဦးမဟုတ်ခဲ့ရင်တော့ရွာကလူတွေဆိုရင်လည်းအကူကြီးတောင်းဖို့တွေးလိုက်မိတယ်ဘယ်လိုပဲဖြစ်ဖြစ်ကားထားခဲ့ပြီသူတို့နဲ့လိုက်သွားဖို့တောင်မှစဉ်းစားလိုက်မိတယ်ခဏကြာတော့ဆိုင်ကယ်3စီးကကားရှေ့မှာရပ်ပြီးဆိုင်ကယ်ဘောကလူတစ်ယောက်ဆင်းလာတာမြင်ရတော့ဒေါသထွက်လွန်လို့ပြစ်ထိုးခြင်းစိတ်တောင်ဖြစ်မိတယ်သူမဲ့လွင်ဦးနဲ့ပါလာတဲ့သူတွေကရဲယူနီဖောင်းတွေတနက်တွေနဲ့မို့အသားငြိမ်နေလိုက်ရပါတော့တယ်အဲ့ဒါပဲဟဲ့ကောင်အေးကွာမင်းနေရာမှာငါဆိုလဲကြောက်မိမှာပဲစိတ်သက်ခိုင်မာလို့သာတေးမသွားတာကွာစောမျိုးရထားပါတော့ကွာငါတို့ဘာဆက်လုပ်ကြမလဲဘာမှလုပ်လို့မရအောင်ဘက်ထရီလည်းအားမရှိတော့မိုးလင်းတဲ့အထိသာထိုင်ဆောင်ကြအောင်ပဲရှိတော့တယ်အေးပေါ့ကွာဘယ်တက်နိုင်ပါမလဲကာမီမထုံးခင်တော့စံနှိုးကြည့်တယ်လားဟေးနိုးမကြည့်မိဘူးကောင်းရောက်ကွာကထားလိုက်ပါတော့မနေ့မှပဲကြည့်စီစဉ်ရတော့မယ်မင်းအိမ်ကိုဖုံးဆက်ပြောပြီးပြီလားပြောထားတယ်ငါတော့မဆက်တော့ဘူးဒီချိန်ဆိုမိုင်းတို့အိတ်နေကြပြီအနောက်ရှက်ပြီးသလိုဖြစ်မယ်လွင်းဟိုဝက်သားတို့ကိုလွှင့်ပြင်ကောင်းမယ်အဲ့ဒါကိုစားကြင်လို့လားမသိဘူးဘာဖြစ်လို့လွှင့်ပြရမှာလဲတောဝက်သားကယာခဲ့တယ်ကွာငါသိပါတယ်ကွာဟိုအသားစိမ့်ဆိုတော့တော်စမ်းပါဇုံမျိုးရာမင်းပြောတဲ့အတိုင်းသာဆိုသားစိမ့်ငါးစိမ့်ရောင်းတဲ့သူတွေဘယ်လိုလုပ်ကြမလဲငါ secret တောက်ချင်တယ်ကွာတောက်လေငါလည်းတစ်ဖွာလောက်ပါမယ်မဟုတ်ဘူးလေကားတွေကမဝင်ရဲလို့မင်းကိုယူခိုင်းတာကြောက်နေတယ်ဆိုတော့လေတနာမိပြန်ပါတယ်ကြောက်တတ်တဲ့သူကိုမကြောက်လို့ပြောလို့မှမရတာကားထဲမှာရေဘူးရှိသေးတယ်မလားအေးရှိတယ်ဘူးတစ်ဘူးကြံတယ်ထိုင်ကုန်တစ်ခုကြားမှာလားဒက်ရှ်ဘုတ်အောက်ကအန်ဝတ်ထဲမှာလားပဲယူလက်စနဲ့ဖုံးမှာရှာပေးပါကွာငါဖုံးကားထဲကြကြံခဲ့တယ်အေးပါကွာတရောင်တသာထိုင်းနေတရေထက်ကြောက်စရာကောင်းတဲ့ကောင်တွေရှိနိုင်တယ်တတိထားဘဘာကိုလဲကျွန်တော်စကားပြောလောကြည့်သွားတော့ဇော်မျိုးကြောက်လန့်သွားပြီးကျွန်တော်ဖုံးကိုနောက်ကနေဆွဲထားပါတယ်ငါပြောတာမွေကိုပြောတာကွာတရေကမကြိုက်ဘူးမွေကကြိုက်တတ်တယ်အဲ့လိုပြောလေကွာအေးပါငါလောကြည့်သွားလို့ပါကျွန်တော်လဲကားထဲဝင်ပြီးအတွင်းကမ်းမီကိုဖွင့်ကြည့်တော့မီလင်းသွားလို့ဝမ်းသာသွားမိတယ်မီးအောင်နဲ့ dashboard တွေကကျွန်တော်ဖုံးရဲ့ dashboard ပေါ်က secret ဘူးနဲ့မီးကြည့်ရဲ့ခုံတစ်ခုံကြားထဲမှာရေတံဘူးရဲ့ယူပြီးတော့ဇော်မျိုးရဲ့ဖုံးကိုရှာတော့ချင်းင်းကြမ်းခင်းပေါ်မှာတွေ့လို့ကောက်ယူလိုက်တယ်ကားထဲမှာတောဝက်သားရဲ့ညီဆွဆွအနံ့ကထောင်းထောင်းထားနေတယ်နေလေကလေးကဆိုတော့အနံ့ထွက်နေပြီပေါ့လွှင့်ပြင်းကောင်းမလားလို့တွေးမိပြန်တော့လေတောဝက်သားကစားရခဲ့တော့လွှင့်မပြည့်ရပါဖုံးတွေ့လာတယ်ငယ်ချင်းအေးတွေ့တယ်အခန်းပြီးတော့လင်းသားတော့ဝက်နေတာဟုတ်ကွာမပိတ်နဲ့တော့ကွာဒီတိုင်းသာဖွင့်ထားလိုက်
secret ဖွာကြရအောင်ကွာဘိုင်လဲစားတယ်ပြက်မပြက်ဆိုင်တွေနားမှာမပြက်ဘူးကွာတကယ်အလေကောင်ကြမှာပြက်ရတယ်လို့အေးကွာကားထဲမှာထိုင်းကြမယ်ဇော်မျိုးတကားတွေဖွင့်ထားလိုက်ဒီကောင်းတယ်တကယ်ချင်းဘာလဲအခုကြောက်သေးလားမကြောက်တော့ပါဘူးကွာအရင်ကတရေကြောက်တာငါတော့မတွေ့ဘူးပါဘူးအခုဘယ်လိုဖြစ်ရလဲမကြုံဘူးသေးတော့မယုံဘူးပေါ့ကွာမထားလိုက်ပါတော့အစပြန်မဖော်ခြင်းဘူးမိုးလင်းမှပြောကြမယ်အေးပါစိတ်ကိုတက်တောင့်တက်တာထားလိုက်တော့ငါရှိတယ်ဇော်မျိုးက secret ဘူးတွေက secret နဲ့လက်ကိုထုတ်ပြီးကျွန်တော်ကိုတလိပ်လှမ်းပေးတယ် secret ဖွာရင်မနဲ့မိုးလင်းရင်ဘာဆက်လုပ်ကြမယ်ဆိုတဲ့အတွေးကိုစီနဲ့မှုစကားမပြောဖြစ်ကြတော့ပါရေးတောင်းလိုက် secret ဖွာလိုက်ခြေလက်ဆန်းလိုက်နဲ့မနဲ့3နိုင်ထိုးကားနေမှာအိတ်လဲငိုက်လာတယ်လို့အခမ်းမီလဲငိမ့်သွားပါပပက်လဲမှာလေကွန်းတွေရှိပါမယ်ချင်းမကြိုက်တာထူးဆန်းပါတယ်အခမ်းမီငိမ့်သွားတော့မှအပြင်ဘက်မှာအလင်းရောင်လေးလင်းနေတာသတိထားလိုက်ပြီးတော့ကောင်းကင်ကိုမောကြည့်တဲ့အခါမှာကျဲလေးတွေတလက်လက်နဲ့လာချမ်းကွေးရေးလေးကိုမြင်ရပါတယ်တညာလုံးပျောက်ကွယ်နေခဲ့တဲ့ကျဲတွေနဲ့လာကမနေ့3နာရီလောက်မှထွက်ပေါ်လာခဲ့တယ်ဘယ်လိုပဲဖြစ်ဖြစ်အခုချိန်မှာပိုးစုံကျူးရဲ့အလင်းရောင်လဲတန်ဖိုးရှိနေပါတယ်မျက်လုံးမှေးစင်းလာလို့ထိုင်ကုန်ကြောမီကိုနောက်လန်ပြီးတော့ခဏမှေးမလို့မျက်လုံးမှိတ်လိုက်တဲ့အချိန်မှာအောင်မလေးဗျာဇုံမျိုးရဲ့អော်လိုက်တန်ကမိုးကြိုးပြစ်လိုက်တယ်လို့ပါပဲကောင်းတပန်းကြည့်ပြီးလူပါမြောက်တက်သွားမတက်ဖြစ်သွားခဲ့တယ်ဘာဖြစ်လာလဲကောင်ဘာဖြစ်ဟာလွင်ဇုံမျိုးကိုလှည့်ကြည့်လိုက်တော့ဘေးထိုင်ကုန်မှာမရှိတော့ပဲအောက်ကမြေကြီးပေါ်ကိုရောက်နေတယ်အဲ့ဒါအပြင်တယောက်ယောက်ကဆွဲသွားတယ်လို့လမ်းပေါ်ကနေလမ်းဘေးဆက်ကိုတရွေ့ပါသွားတယ်ကျွန်တော်လဲကားပေါ်ကအမြန်ဆင်းပြီးဇုံမျိုးရဲ့လက်ကိုဆွဲလိုက်တော့မှရပ်သွားပါတော့တယ်ထမြင်ထဇုံမျိုးကအလူလဲထားရက်ပြီးကားထဲကိုဝင်ပြေးပေမဲ့ကျွန်တော်ကတော့လေကွင်းနဲ့လမ်းဆက်မှရက်နေတဲ့မဲမဲအကောင်ကြီးကိုတွေ့လိုက်ရပါတယ်ကျွန်တော်ကြောပေးရက်နေလို့လားတော့မပြောတတ်ပါညနာလည်းမမြင်ရမျက်လုံးလည်းမတွေ့ရပါဇက်ပုကင်တူတိုနဲ့မဲမဲအကောင်ကြီးကအရက်10ပေလောက်ရှိမယ်ထင်ပါတယ်လက်ကားရခြေကားရရက်နေပုံကလူဝန်တကောင်နဲ့တူနေပါတယ်မကြပါဘူးကျွန်တော်ကြည့်နေစင်မှာပဲကျွန်တော်စီတဖြည်းဖြည်းလာနေပါတယ်လွင်ဘာရက်လုံးနေရလဲကားလည်းမမြန်ဝင်ဇော်မျိုးကခေါ်ပေမဲ့ကျွန်တော်မသွားပါဘာကောင်လဲဘာလဲဆိုတာသိကျင်တဲ့စိတ်ကကြောက်စိတ်ကိုဖုံးလွှမ်းနေတော့တရွေ့လာနေတဲ့အရာကိုပဲမျက်တောင်မခက်စတန်းကြည့်နေမိတယ်အမလေးလောက်ပါအောင်ကွာတကြီးအတန်နဲ့ဇော်မျိုးရဲ့အတန်ကြားလို့လှည့်ကြည့်လိုက်တော့ကားကလူတက်ခုန်နေတယ်လို့ဖြစ်နေပါတယ်အခုနာမြင်ရတဲ့အရာကိုလှည့်ကြည့်လိုက်တော့မရှိတော့ပါသူပေမဲ့ကျွန်တော်နားမှာရှိနေတယ်ဆိုတာကိုတော့မသိစိတ်ကအလိုလိုသိနေပါတယ်ဇော်မျိုးကားတွေကထွက်ဒီကိုလားတကားဖွင့်လို့မရတော့ဘူးအဲ့ဒီတကားဖွင့်မရရင်ဟိုဘက်တကားဖွင့်ပြီးထွက်လေကွာကျွန်တော်ပြောတယ်လို့ဇော်မျိုးကတစ်ဖက်ကတကားကိုဖွင့်ပေမဲ့ဖွင့်မရနောက်ခန်းကိုကြော်ဝင်ပြီးတကားနှစ်ချက်ကိုဖွင့်တော့လဲဖွင့်မရပါကျွန်တော်လဲစိတ်မရှိတော့တာနဲ့ကားတကားကိုအပြင်ကနေဖွင့်လိုက်တော့မှပွင့်သွားပါတော့တယ်ကားပေါ်ကနေဇော်မျိုးအမြန်ဆင်းလာတဲ့ချိန်မှာကျွန်တော်ရဲ့မျက်လုံးကကားနောက်ခန်းမှာထိုင်နေတဲ့အရာတစ်ခုစီကိုရောက်သွားခဲ့တယ်ကျွန်တော်မြင်တွေ့နေရတာကဇော်မျိုးပြောတဲ့ကရုံးကြီးဖြစ်နေပါတယ်ကောင်းကအငြိမ်မနေပဲဟိုဘက်လှည့်လိုက်ညာဘက်လှည့်လိုက်လုပ်နေတယ်ကြောပေးထားလို့ပဲမျက်နှာမမြင်ရတာလားမပြောတတ်ပါအဲ့ဒီတော့ကကျွန်တော်ဖုန်းကအခုပေါ်နေတဲ့ဖုန်းတွေလို့စမတ်ဖုန်းမဟုတ်ပါမိုတိုရိုလာဝေးစစ်ဆက်လိုက်ဖုန်းလေးပါဇော်မျိုးရဲ့ဖုန်းကနိုကီယာအမျိုးအစားကစ်ဘတ်ဖုန်းပါအခုလိုစမတ်ဖုန်းသာရှိရင်ဓာတ်ပုံသာမကဗီဒီယိုပါရိုက်ထားနိုင်မှာပါကြောက်တဲ့သူမဟုတ်တော့စိတ်မရှိတာနဲ့ကားနောက်ကအမြန်ပြေးပြီးနောက်ဖုန်းတကားဖွင့်ကြည့်လိုက်တယ်ဘာဆိုဘာမှမရှိပါခွေးမာသာတရေနောက်ခန်းကိုကြည့်နေတော့အရှိကန်တကားကိုဆောင်းပိတ်လိုက်လို့ပိတ်သွားတဲ့တကားစီပြေးပြီးတော့ဖွင့်ကြည့်ပေမဲ့ရှေ့ကန်းထဲမှာဘာမှမရှိပါတော်တော့လေမနဲ့မိုးလင်းတော့မယ်လွတ်ထားလိုက်တော့ကွာဇုံမျိုးပြောတာလည်းဟုတ်ပါတယ်ကျွန်တော်နဲ့တရေစိန်ပြေးတန်းကစားနေလဲအကျိုးရှိမှာမဟုတ်တော့လှုပ်ချင်ရလို့6ကျင်တယ်လို့သာ6တော့ဆိုပြီးလက်လျှော့လိုက်ပါတော့တယ်မနေ့4 နာရီခွဲတဲ့အခါမှာ
ရွာဘက်ကထွက်လာတဲ့ဆိုင်ကယ်မီးအောင်လေးနှစ်ခုမြင်ရပါဟူးအခုမှပဲစိတ်ချမ်းသာတော့လွင်ဦးရလာနေတဲ့သူတွေကိုအကူကြီးတောင်းကြည့်ရင်ကောင်းမယ်နဲ့တူတယ်တောင်းကြည့်တာပေါ့ကွာဆိုင်ကယ်တစ်စီးကျွန်တော်တို့အနားကိုရောက်လာတော့လက်တားပြီးအကူကြီးတောင်းကြည့်ပါတယ်နှစ်စီးစလုံးကအမျိုးသမီးတွေမောင်းလာပြီးနောက်ထိုင်ကုန်မှာအသီးရွက်ထည့်ထားတဲ့တောင်းကြီးတင်ထားပါတယ်သူတို့ကဒိုင်ဦးမှာဈေးသွားရောင်းကြမဲ့သူတွေမို့အကူကြီးပေးလို့မရကြောင်းပြောပါတယ်အဲ့ဒီအမျိုးသမီးတွေထွက်သွားပြီးတဲ့နောက်ဆိုင်ကယ်လဲမလားလူလဲမလားကြတော့ပါမနေ့9နာရီခွဲလောက်မှာတာလန်ဘက်ကဆိုင်ကယ်တစ်စီးမောင်းလာတာကိုတွေ့တော့အလင်းရောင်လဲပေါ်နေပြီမို့ရှင်းရှင်းလင်းလင်းမြင်နေရပါပြီဆိုင်ကယ်ကတဖြည်းဖြည်းနီးလာပြီးကျွန်တော်တို့စီကိုဥတီလာပြီးထိုးရလိုက်တယ်အခုတည်းအစင်မပြေကြသေးဘူးလားဟာအခုအစင်မပြေဘူးဗျာမင်းညမပြန်တတ်လို့တဲလေးတစ်ခုမှထိုင်နေတော့ရဲတွေလာခေါ်လို့စခန်းကိုလိုက်သွားရသေးတယ်သူတို့အကူကြီးတောင်းပြီးတော့လိုက်ဖို့ခိုင်းရတာကံကောင်းလို့အချုပ်မခံရတာအကိုကြီးဆေးရလေဗျာဇော်မျိုးမနေ့ကငါ့ကိုဓာတ်ဦးကိုလိုက်ပို့တဲ့ကိုလေးအော်ဟုတ်ကဲ့မနေ့ကအရေးကြီးတဲ့ကိစ္စရှိလို့ပါနောက်မို့ဆိုရင်အစားဆုံးကူညီပေးပါတယ်ရပါတယ်ကိုမနေ့ကလိုက်ပို့ပေးရတာမှကျေးဇူးတင်နေပါရပါတယ်ဗျာကဲအခုပါကူညီပေးရမှာလေဘက်ထရီတော့အားကုန်သွားပြီထောက်အိုးနဲ့နှိုးကြည့်မလားလို့ထောက်အိုးကကားကြီးဘက်ထရီဆိုရလားဟာရတော့ပေါ့ကိုရရွာဘက်မှာမရှိရင်စိုက်ထဲကကားကြီးမောင်းတဲ့ဆရာတွေစီမှာငှားလို့ရနိုင်တယ်သူတို့စီမှာရှိတတ်တယ်သူတို့လည်းသုံးဖို့ဆွဲဖို့ရတာပေါ့ဟုတ်ကဲ့ကိုရှာပေးပါအောင်ဗျာရှာပေးပါမယ်လွင်ကားစီမလိုက်လို့နှိုးမရတာလေကွာစမ်းကြည့်မလို့ကွာအေးပါကွာသဘောပဲဒီလိုလုပ်ဗျာတယောက်ယောက်ကျွန်တော်နဲ့လိုက်ခဲ့ပါလားဇော်မျိုးမင်းလိုက်သွားအေးလိုက်သွားမယ်ဆေးလေးနဲ့တောက်ရီမှုဝယ်ရမယ်စားကြတစ်ခုပါဝယ်လာခဲ့ပါကွာဗိုက်စာနေပြီအေးပါဝယ်လာခဲ့မယ်ဆိုင်ကယ်သမားနဲ့ဇော်မျိုးလိုက်သွားတော့ကျွန်တော်လည်းကားပေါ်မှာတမင်မှေးလိုက်ရပါတော့တယ်လေဟဲ့ကောင်လေဆိုင်ကယ်ဟွန်းတန်ကြားပေမဲ့ဖြတ်သွားတဲ့ဆိုင်ကယ်ထင်ပြီးမျက်လုံးဖွင့်မကြည့်မိပါဇော်မျိုးကလက်မကိုကိုင်းလှုပ်ပြီးနှိုးတော့မှပဲနှိုးပါတော့တယ်မျက်လုံးဖွင့်လိုက်တော့စူးရှားတဲ့လင်းအောင်ကြောင့်မျက်လုံးကိုချက်ချင်းပြန်မှိတ်ရင်းဇော်မျိုးကိုပြောလိုက်ပါတယ်ပြန်ရောက်ပြီလားမြင်လိုက်တာခွေးတောင်သားငါ့ကိုမရွေးနဲ့9နိုင်ကျော်နေပြီကွာဟမ်ကျွန်တော်လူလဲထားပြီနိုင်ကိုကြည့်လိုက်တော့9နိုင်ကျော်နေပါပြီဘက်ထရီကိုလိုက်ရှာနေတာခုနမှရတယ်ရော့မင်းတွန်းကောင်းချင်းမောင်းနဲ့ပဲကြော်အေးနောက်မှစားမယ်ထောက်ဦးပါလာတယ်မဟုတ်လားဟိုဆိုင်ကနောက်မှာလောက်ကွာထောက်ဦးနဲ့နှိုးကြည့်ကြမယ်ဆိုင်ကယ်သမားအကိုနဲ့ပါလာတဲ့နောက်ဆိုင်ကယ်သမားတယောက်တော့ကဝိုင်းကူကြပါတယ်ထောက်ဦးဘက်ထရီနဲ့နှိုးပေမဲ့လုံးဝမနှိုးပါမနှိုးတော့ဘူးဆိုရင်ဒိုင်ဦးသွားမဲ့ကားကြီးတွေလာနိုင်မယ်သူတို့ဆွဲခန့်လိုက်ပါလားစူးစမ်းကြည့်အောင်မယ်ကိုအစင်မပြေတော့မှအကိုပြောသလိုလုပ်ပါမယ်ခေါင်းရည်ထားပြီးတော့ပလက်နဲ့စီလန်းချောင်းတွေကိုစစ်ဆေးရင်း EFI နာကဝါယာကြိုးလေးတစ်ကြိုးကိုတတိထားလိုက်မိတယ် Electronic Fuel Injection ဆိုတော့ Power Supply ပေးမှအလုပ်လုပ်မယ်ဆိုတာကျွန်တော်စဉ်းစားမိလိုက်တယ်ကြိုးလေးကိုလှုပ်ကြည့်တော့နံပါတ်30ဘိုးနဲ့တွဲထားတဲ့ကြိုးလေးကလွတ်နေတယ်ဟုတ်တော်ရှိမဟုတ်တော်ရှိစမ်းကြည့်မယ်ဆိုပြီးဆိုင်ကယ်သမားတွေစီမှာ30กว่าပါလာလို့မေးတော့ဘယ်သူမှမပါကြပါကားတစ်စီးမှာပလေယာလေးကွာလေးပါနိုင်ကောင်းတယ်လို့တွေးမိပြီးကားနောက်ဖုံးကိုဖွင့်ဟိုလန်ဒီလောရှာပေမဲ့ဘာမှမတွေ့ပါဒါနဲ့ဘေးနာကကာဘာလေးတွေကိုဆွဲခွာလိုက်တော့မှအထဲမှာပလေယာတစ်ချောင်း30กว่าတစ်ချောင်းနဲ့ဘိန်းဖြုတ်တဲ့ကောက်တံတွေ့ပါတော့တယ်ကျွန်တော်လည်းချက်ချင်းဆိုသလို30กว่าလေးနဲ့အခုနနေရာကိုကျက်လိုက်ပြီးဘက်ထရီထောင်းလို့လိုက်တာဝူးခနဲ့နိုးပါလေရောဟာနိုးပြီကွာ
ဇော်မျိုးကဝမ်းပန်းတသာထားခုံးတယ်လို့ကျွန်တော်လည်းအရန်ကိုပျော်သွားခဲ့တယ်မနေ့ကအဲ့လိုစမ်းကြည့်ပါလားဇော်မျိုးငါဆဲတော့မယ်နော်ဟိုအကိုတွေကိုပတ်စံရှင်းပေးလိုက်အောင်အကိုတို့ရေကျေးဇူးအများကြီးတင်ပါတယ်ဗျာရပါတယ်အစင်ပြေသွားတာဝမ်းသာတယ်နောက်မို့ဆိုကဆွဲကမနှဲကိုတောင်းပါအလုံးပြီးစီသွားတော့ဇော်မျိုးကိုနားခိုင်းပြီးကျွန်တော်ပဲမောင်းလိုက်တော့တယ်အကိုရောက်တော့မနှက်စာစားပြီးခီးဆက်ခဲ့ကြတာရန်ကုန်ကိုနေ့လယ်12နာရီကျော်လောက်မှရောက်ပါတယ်ဇော်မျိုးကကျွန်တော်အိမ်ရင်ပို့ပေးပြီးပြန်သွားတဲ့နောက်ကျွန်တော်လည်းတောဝက်သားကိုရေခဲတက်တာနဲ့ထည့်ပြီးရေချိုးဝတ်စားလေးလိုက်တယ်။မိုင်းတောဝက်သားပါလာတယ်။ဟုတ်လားမမလဲရေခဲတက်တာအပေါ်စင်မှာထည့်ထားတယ်။အေးတောဝက်သားကိုအဆက်ချက်လိုက်မယ်။မင်းညအိမ်ရင်မဝါလို့တမီးလောက်အိတ်ဖို့အခန်းထဲဝင်သွားတော့မကြီးရဲ့အလန့်တကြားခေါ်လိုက်တဲ့ကြောင့်နောက်ဖေးကိုချက်ချင်းပြရပါတယ်။အမလေးကိုလေးရေလာကြည့်ပါဦး။ဘာဖြစ်တာလဲ။နောက်ဖေးမိဖို့ဆောင်ကိုရောက်သွားတော့ကျမ်းပေါ်မှာကြာနေတဲ့တောဝက်သားထုတ်ကိုတွေ့ရပါတယ်။အထုပ်ထဲကနေလောက်တွေတစ်ဖောက်ဖောက်ထွက်နေလို့နှမျောလဲဘာမှကိုမတတ်နိုင်တော့ပါ။ဝက်သားတို့ကိုတမျက်စီယိုးနဲ့ထိုးပြီးဖွင့်ကြည့်တော့ဝက်သားတွေကမဲတူပြီးလောက်တွေတက်နေပါတယ်။မနေ့နေ့လယ်ကလေးကဝယ်ထားလို့လောက်တက်သွားတာ။လွှင့်ပြလိုက်တော့ဟာငါမကန်ဘူးနဲ့အနေပြလိုက်တောဝက်သားတို့ကိုအမိုက်ပုံးနဲ့ထည့်ပြပြီးအခန်းထဲပြန်သွားကအဲ့ရပေါ်တက်လိုက်ပါတော့တယ်ဟာကွာအဲ့ဒီမဲ့ဆိုမှဖုံးလာပြန်လက်ကန်ဖုံးကိုယူကြည့်လိုက်တော့ဇော်မျိုးစီကဖြစ်နေပါတယ်ဇော်မျိုးအိမ်မရောက်ပြီလားဟဲ့ကောင်အိမ်ကိုမြန်လာစမ်းပါဦးဘာဖြစ်လို့လဲငါမောက်တရေပူးနေလို့ကွာအိမ်မှာငါနဲ့အမပဲရှိတယ်ဟမ်ဘလို့ဖြစ်တာလဲဒီရောက်မှပြောမယ်ကွာမြန်လာစမ်းပါကွာအေးအခုချက်ချင်းလာခဲ့မယ်အကြောင်းပေါ်လာတော့ကားတော့အမြန်ယူပြီးဇော်မျိုးစီကိုပြေးရပါတော့ဇော်မျိုးစီကိုရောက်တော့သူ့အမမက်ဆွေစင်ဦးကကျွန်တော်ကိုဒေါသတကြီးနဲ့ကြည့်ပြီးလက်ညှိုးငေါက်ထိုးနေပါတယ်တကူလုံးလဲနှက်ပူးသလိုတုံပြီးတဟင်းဟင်းနဲ့ဖြစ်နေပါတယ်ငါ့ကို追查ပြီးပြန်ယူသွားရတော့အခုမှလိုက်လာပြီသိမှန်မဲ့ဟာမက်ဆွေစင်ဦးရဲ့အတန်ကပုံမှန်အတန်မဟုတ်ပဲယောက်ျားအတန်ဖြစ်နေတယ်အမကျွန်တော်လေလွင်းဦးလေဘာလို့ပြောနေရလဲမက်ဆွေစင်ကကျွန်တော်ကိုပြပြနေနေဆဲပြီးစားမလို့ဝါမလို့ကြည့်နေလို့ကျွန်တော်လည်းဘာလို့ရမှမသိတော့ပါလွင်းဦးတခုခုစီစဉ်မအောင်ကွာငါလည်းဘာလို့ရမှမသိဘူးနေဦးမာကြီးကိုဖုံးဆက်ကြည့်မယ်ကျွန်တော်လည်းမာကြီးစီကိုဖုံးဆက်ပြီးအကျိုးကြောင့်ပြောရပါတော့တယ်မာကြီးကကျွန်တော်တို့ဘာမှလုပ်ခဲ့ကြတယ်လို့မေးတဲ့အခါမှာဘာအမှားမှမလုပ်ခဲ့ဘူးလို့ပြန်ဖြေလိုက်တယ်သူ့မဲ့တောဝက်သားယူလာလို့ဆိုတာမာကြီးသဘောပေါက်သွားတယ်ထင်ပါတယ်ငါပြောမယ်ဆရာဥတည်ညွန့်ကိုပင့်လာခဲ့မယ်ဒီလိုဘာမှမလုပ်ကြနဲ့မြင်မြင်ခေါ်လာခဲ့တော့မာကြီးဆရာအားလားမအားလားဆိုတာဖုံးရင်ဆက်ကြည့်လိုက်အောင်မယ်မာကြီးဖုံးချသွားတော့ကျွန်တော်နဲ့ဇော်မျိုးတို့မက်ဆွေစင်ဦးကိုစောင့်ကြည့်နေကြတယ်မက်ဆွေစင်ဦးကကျွန်တော်ကသာဒေါသတကြီးနဲ့ကြည့်ပြီးဆဲဆိုနေတယ်ခဏနေတော့အင်ဂျီတွေဆွဲဖြဲထမင်းဆွဲချွတ်လို့ဇော်မျိုးကအမြန်ပြေးဖို့ပေးရတယ်ကျွန်တော်လည်းမျက်နှာပူပူနဲ့ဇော်မျိုးကိုကူပေးရပါတယ်တဖြည်းဖြည်းနဲ့ပိုဆိုးလာပြီးကျွန်တော်ကိုရန်ရှာတဲ့အထီကိုဖြစ်လာပါပြီအနာတော့မကပ်ပေမဲ့အဝေးကနေဆဲဆိုပြီးပစ္စည်းတွေနဲ့ပြစ်ပေါက်တယ်ဇော်မျိုးမင်းတို့အိမ်မှာပရိရရှိလားရှိတယ်ဖျားစင်ပေါ်မှာဖျားစင်ပေါ်ကပရိရပလင်းကိုအမြန်ပြေးယူပြီးမက်ဆွေစင်ကိုပတ်လိုက်ပေမဲ့ရေဆိုတာကလွဲလို့ဘာမှမထူးကြပါအဲ့ဒီအချိန်မှာပဲမိုင်းစီကဖုံးဝင်လာပါတယ်ဆရာနဲ့သူတို့ခဏနေရောက်လာတော့မဲ့အကြောင်းပြောတော့ကျွန်တော်လည်းအားတက်သွားပါတယ်နောက်9မိနစ်ကြာမှမာကြီးနဲ့ဆရာဦးတင်းညွန့်တို့ရောက်လာတယ်ဆရာနဲ့တူဆရာမဒေါ်သိန်းသိန်းကြီးလည်းပါလာတယ်ဆရာတို့အိမ်ထဲကိုဝင်ချင်းမှာပဲမက်ဆွေစင်ဦးကခေါင်းကိုက်ဆိုင်ချပြီးချက်ချင်းထွက်သွားဖို့ဆဲဆိုပြီးပြောပါတော့တယ်
မောင်လင်းဘယ်လိုကနေဘယ်လိုဖြစ်တာလဲကျွန်တော်တို့ဘာမှအမှားမလုပ်မိဘူးဆရာတော့ဝက်သားရတာနဲ့ဝယ်လာခဲ့တာ ငါ့ကိုကျွေးပြီးပြန်ယူသွားတာ ဟမ်မကြွေးပါဘူးမောင်လင်းဝက်သားကအစိမ့်လားဟုတ်တယ်ဆရာတော့ဝက်သားရလို့ဝယ်လိုက်တာနေဘူးတော့ကားထဲမထည့်သေးပဲတစ်ပင်တစ်ပင်ကငုံမှာချိတ်ထားလိုက်တာအေးအဲ့ဒါပဲအပင်မှာရှိနေတဲ့ကောင်ကသူ့ကိုကြွေးတယ်ထင်သွားတာကိုဗျာဟုတ်လားဟုတ်တယ်လွင်နောက်မလုံးမိစေနဲ့တားစိန်ငါးစိန်ကိုခရီးဝေးယူမယ်ဆိုရင်မချက်နိုင်တော့စားနှွင်းပတ်ပြီးမှတဲဟုတ်ကဲ့ဆရာသူ့ကိုပြန်ပို့ရမယ်ဖះဆရာအောင်မှာဖြာတစ်ချက်လောက်ခင်းပေးပါအောင်ဟုတ်ကဲ့ဆရာဇော်မျိုးဖြာသွားယူနေတဲ့အချိန်မှာမက်ဆွေစင်ဦးကကျွန်တော်ကိုပဲစားမတက်ဝါမတက်ကြည့်နေပါတယ်အဲ့ဒီနောက်တော့ဆရာနဲ့ဆရာမတို့ကမက်ဆွေစင်ဦးစီမှာဝင်ပူးနေတဲ့ပရလောကသားကိုထုတ်ပေးလိုက်ကြတယ်အဲ့ဒီကိစ္စဒီလောက်နဲ့ပြီးမသွားခဲ့ပါအားလုံးအေးစစ်စစ်ဖြစ်သွားတော့ကျွန်တော်နဲ့မာကြီးလည်းအိမ်ပြန်လာကြတယ်အဲ့ဒီနေ့ညမှာတော့ကိုလေးအခန်းတကာခောက်ပြီးခေါ်နေတဲ့အမာကြီးရဲ့အတန်ကြားလို့လူလဲထပြီးတကားဖွင့်ပေးလိုက်ပါတယ်။ဘာဖြစ်လို့လဲဟာငါအိပ်ပျော်နေပြီဟာကလေးတို့ကြားမှာဆိုလို့ခဏလိုက်ခဲ့မာကြီးကကျွန်တော်လက်ကိုဆွဲပြီးအင်းရှိကိုခေါ်သွားလို့ဘူးမသိဘာမသိလိုက်သွားရတယ်။အင်းရှိရောက်တော့အင်းရှိကမှမိတွေပိတ်ထားပါတယ်။ကားထဲကိုကြည့်လိုက်အင်းရှိဘော်ဒီကိုအောက်မှာရပ်ထားတဲ့ကားထဲကိုကြည့်လိုက်တော့ကျွန်တော်ပါဇက်အဟောင်းသားဖြစ်သွားတော့တယ်။ကားနောက်ခန်းမှာထိုင်နေတဲ့သူကကရုံးနဲ့ယောက်ျားကြီးမျက်နှာကိုတော့တဲတဲကိုကမမြင်ရပါ။လူလားတရေလားမသိဘူးကိုလေဘယ်လိုလုပ်ကြမလဲ။မာကြီးကိုဘာမှမပြောဘဲအခန်းထဲကိုအမြန်သွားပြီးငှက်ကြီးအောင်သွားယူလိုက်တယ်။အဲဒီနောက်အိမ်နောက်ဖေးကနေပတ်ပြီးကားနောက်ကိုဖြည်းဖြည်းချင်းတိုးကပ်သွားတဲ့အခါမှာကားနောက်ခန်းတကားကဝုန်းခနဲ့ဆောင်းပွင့်သွားလို့နောက်ကိုခုံဆုပ်လိုက်ရပါတယ်။မာကြီးလည်းတကားအမြန်ဖွင့်ပြီးတော့ထွက်လာတယ်။မာကြီးကတရေကြောက်တဲ့သူမဟုတ်လို့တော်ပါသေးတယ်။ကျွန်တော်တို့မောင်နှမကားနားကိုရောက်တော့ကားထဲမှာဘယ်သူမှမရှိပါ။ထားလိုက်တော့မာကြီးဆရာတို့မောင်းထုတ်တာမက်ဆွေစင်စီကခွာပြီးငါစီလိုက်လာတယ်။နေဦးကိုလေအခုမှ10နိုင်ကျော်ပဲရှိသေးတယ်။ဆရာတို့မအိတ်လောက်သေးဘူး။ဖုန်းဆက်ကြည့်မယ်။ကောင်းတယ်မာကြီးဆက်လိုက်။မာကြီးကအိမ်ထဲအမြန်သွားပြီးဆရာဦးတင်ညွန့်စီကိုဖုန်းဆက်ပါတယ်ခဏနေတော့မာကြီးကဖုန်းကိုပိတ်ပြီးကျွန်တော်ပြောပါတယ်ဆရာဒီညမလာနိုင်တော့ဘူးမနေ့ပြန်ကိစ္စတစ်ခုနဲ့သွားစရာရှိတယ်တဲ့နင်တို့နေရာဟိုနေရာကိုပြန်သွားပြီးတောဝဲသားချိတ်ထားတဲ့တစ်ပင်ချင်းမှာအသားစိမ်းကိုဖက်နှက်ထည့်ပြီးချကျွတ်လိုက်ပါတဲ့နောက်ပြန်လှည့်မကြည့်နဲ့တဲ့ဘယ်ချင်းလို့ရတယ်တဲ့ဟမ်အဲ့ဒီကိုပြန်သွားရအောင်မလားမသွားလို့ရမလားဟဲ့ငါတို့ကအရေးမကြီးဘူးခလေးတွေကိုတစ်ခုခုလုပ်ရင်ဘယ်လိုလုပ်မလဲဇော်မျိုးစီကိုဖုန်းဆက်ကြည့်မယ်ဟာကျွန်တော်လည်းအိမ်ထဲကိုပြန်ဝင်ပြီးဇော်မျိုးကိုဖုန်းခေါ်ရပါတော့တယ်ဖုန်းခေါ်တာတော်တော်နဲ့မကင်လို့သူ့အမမတ်ဆွေစင်ဦးစီကိုဖုန်းခေါ်ပြီးတော့ဇော်မျိုးကိုဖုန်းပေးခိုင်းရပါတယ်အကျိုးကြောင့်ပြောပြတော့အင်တာနက်လုံနေပါသေးတယ်အဲ့ဒီတိုင်းထားရင်မင်းတို့စီကိုလည်းလာလိမ့်မယ်လို့6လမ်းတော့မှလိုက်မယ်လို့ပြောပါတယ်ဒါနဲ့မနေ့8နာရီလာခေါ်မယ်လို့ပြောလိုက်ရပါတော့မာကြီးကမနေ့9နာရီလောက်ဈေးသွားပြီးကြက်တကောင်ဝယ်ထည့်ပေးလိုက်တယ်မနေ့8နာရီမထိုးခင်ဇော်မျိုးကိုသွားခေါ်ပြီးကျွန်တော်ရဲ့ကားဆန်နီစူပါစလုံးနဲ့ဇော်မျိုးရဲ့ဆိုက်ကိုသွားကြတယ်ကျွန်တော်ကားလေးကနေတော့နေနီလမ်းမှာဖြည်းဖြည်းချင်းမောင်းနေရလို့နေ့လေ12နာရီကျော်မှရောက်ပါတယ်ကျွန်တော်တို့ပြန်ရောက်လာကြတာဘယ်သူမှမအံ့ဩပေမဲ့အဖြစ်အပျက်ကိုပြောပြလိုက်တော့တောဝက်သားရောင်းပေးတဲ့မိသားစုမျက်စိမျက်နှာပြက်ပြီးတန်တော်ဖြစ်သွားကြတယ်အဲ့ဒီထောက်ရှာပဲမှာကျမတို့ရဲ့အဖေကြီးဦးတင်လာဇွဲကြိုးချတက်ခဲ့တယ်ဗျာအဖေကြီးမကြွမလွတ်တာသိပေမဲ့နေခြင်းလဲနေပါစေဆိုပြီးထားခဲ့တာအဲ့ဒီအပင်ကဂိုင်းတွေခုတ်မယ်ဆိုရင်တော့
အဖေကိုတောင်းပန်ပြီးမှခုတ်ရတာကျွန်တော်တို့နောက်ကိုလိုက်လာလို့ဆရာတယောက်ကအစားစာကြွေးပြီးတောင်းပန်ပါဆိုလို့ပြန်လာခဲ့တာပါမဖြစ်နိုင်တာအဖေကသူ့ဟာသူနေတာအမျိုးသမီးကြီးကကျွန်တော်ကိုမကြင်မနဲ့ပြောပေမဲ့တောဝက်ဖမ်းလာခဲ့တဲ့အမျိုးသားကတော့တရားပြေချောင်းဝင်ပြောပါတယ်မဟုတ်သေးဘူးလေအမသူတို့ကဝတ်သားတွေကိုတစ်ပင်မှာသွားချိတ်လို့အဖေကသူ့ကိုကြွေးတယ်ထင်ပါပေါ့သူတို့ကဘာမှလုပ်မှာမဟုတ်တာကြွေးကျင်လဲကြွေးပါစေပေါ့အမျိုးသားဝင်ပြောတော့အမျိုးသမီးကြီးလည်းတိတ်သွားပါတယ်ခမရောက်လုံးစရာရှိရလို့ပါဟုတ်ကဲ့ကိုကျေးဇူးတင်ပါတယ်ဗျာကျွန်တော်နဲ့ဇော်မျိုးဦးလည်းအင်ဘက်ကိုဖြီးပြီးတော့ကြက်သားကိုတစ်ပင်အောက်မှာချထားလိုက်တယ်ကျွန်တော်တို့နောက်ကိုလိုက်လာတဲ့မမြင်အပ်တဲ့ပုံကိုကြီးခင်ဗျာကျွန်တော်တို့အမှားအတွက်တောင်းပန်တဲ့အနေနဲ့ကြက်သားစိမ်းကျွေးပြီးတောင်းပန်ပါတယ်အဲ့ဒီနောက်တော့နောက်ကိုပြန်လှည့်မကြည့်ပဲဇော်မျိုးဦးရဲ့တဲကိုသွားကြတယ်တဲပေါ်ရောက်တော့ဒိုဇာမောင်းတဲ့ကိုတင်စိန်ကအကြောင်းစုံပြောပြပါတော့တယ်အရင်ဒိုဇာမောင်းတဲ့ကိုရီထွန်းကအဲ့ဒီတစ်ပင်အောက်မှာသေးပေါက်တယ်နောက်နေ့လည်းရောက်ရောမျက်လုံးပြူမျက်စံပြူနဲ့လူးလိုက်နေတော့တာပဲအဲ့ဒါနဲ့သူ့ကိုဆေးရုံပို့လိုက်ရတယ်ဆေးရုံရောက်တော့အကောင်းမြဒီပြန်ရောက်တာနဲ့ပြန်ဖြစ်ရောသူလည်းမနေရဲလို့အလုပ်ထွက်ပြီးကျုံကလေးကစိုက်တစ်ခုမှဝင်မောင်းနေတယ်အဲ့ဒီမှာတော့အေးဆေးဆေးပါပဲဩကိုအေးထွန်းအလုပ်ထွက်သွားတာအဲ့ဒါကြောင့်ကျွန်တော်အမှန်တိုင်းမပြောကြအောင်ဆရာသမားကိုမပြောရကြလို့ဖြစ်မယ်ဟိုတမြန်နေ့ကကျွန်တော်ကောင်မလေးတယောက်ခေါ်ပြီးအိတ်တယ်ညာလဲကြရောတဲကိုလှုပ်တာများစင်တိုးနေတယ်လို့ပဲကောင်မလေးကတဲရှိကိုကြည့်ပြီးကြောက်နေတယ်ကျွန်တော်တော့ဘာမှမမြင်ရအောင်ကောင်မလေးလည်းမနေရဲလို့ပြန်မယ်ဆိုတယ်ညာကြီးမိုးချုံလိုက်ပို့လို့မရတော့ကိုတောင်းမြင့်တို့စိုက်ကိုပို့လိုက်ရတယ်သူ့ကိုပို့ပြီးပြန်လာတော့တဲနာကနေထောက်ရှာပင်ပေါ်ခုံတက်သွားတဲ့မဲမဲကောင်ကြီးကိုတွေ့လိုက်တယ်ကျွန်တော်ကကြောက်တတ်တဲ့သူမဟုတ်တော့ဘာများလဲလို့အပင်သားသွားကြည့်တော့ရှာတစ်လေးနဲ့တွဲလောင်းကြီးကြနေရဲ့ဗျာမကြောက်တတ်တဲ့ကျွန်တော်တော်မှတဲမှာမအေးရတော့လို့ကိုတောင်းမြင့်တို့စီကိုပြေးရတယ်အဲ့ဒီအကြောင်းကိုနောက်ဘက်တဲကမိသားစုကိုပြောပြတော့ကျွန်တော်ကိုရန်တွေးကြတယ်အဲ့ဒီကလေးကသူတို့နဲ့စကားမပြောဖြစ်တော့ဟိုကောင်လေးကတော့တော်လိုက်လို့ရလာတဲ့အသားတွေကခုတ်ထစ်ပြီးအပင်အောက်မှာဖက်နဲ့ချထားတတ်တယ်ဟိုကောင်လေးဆိုတာအမဲလိုက်တဲ့သူလားဟုတ်တယ်ဆရာသမားသူကတော့ပြောလို့ဆိုလို့ကောင်းပါတယ်သူတို့အိမ်မီးထွန်းဖို့လို့ရင်ဒီဇယ်လာတောင်းတယ်လို့တပလင်းနဲ့ပလင်းစပေးလိုက်တာပဲကျွန်တော်တို့လည်းမသိတော့တောဝက်သားကိုအပင်မှာချိတ်ထားလိုက်မိတယ်အခုလိုလုပ်လိုက်တာကောင်းပါတယ်ဆရာသမားရေသူ့ကိုကြွေးထားတယ်ထင်ပြီးဆရာသမားတို့နောက်ကိုလိုက်လာတာလမ်းမှာတခုခုမလုပ်တာကံကောင်းပေါ့ဗျာကျွန်တော်ကုံကားအကူလိုက်တုန်းကကြုံမှုတာလေးပြောပြမယ်ဟုတ်ကဲ့ပြောပါခင်ဗျာကျွန်တော်တို့ကားက6ဘိန်းကားပါအဲ့ဒီနေရာအင်ဂျင်အရန်ပူလို့တိုက်ကြီးမှာခဏရန်နာကြတယ်ကျွန်တော်ဆရာကတိုက်ကြီးဈေးထဲဝင်ကြည့်အောင်ဆိုလို့လိုက်သွားတယ်ဈေးထဲမှာကြီးသားလည်းဆက်ဆက်ရလို့ဆရာကဝယ်လာတယ်ကျွန်တော်ထမင်းစားနေကြ30မျိုးကထမင်းဆိုင်ရောက်ရင်ကင်ခိုင်းချက်ခိုင်းမယ်ပေါ့ဒါနဲ့ပဲညနေဆောင်တော့ကားထွက်လာကြတယ်ကားပေါ်မှာကုန်မပါဘူးဗျလက်ပံတန်းနဲ့ပြည်မှာကုန်တင်ပြီးတောင်တွင်းကြီးမှာကုန်ချမှာတိုက်ကြီးကနေစားထွက်လာပြီး15မိနစ်လောက်မှာအင်ဂျင်ပူပြီးတော့ရေဆူလာပြန်ရောအင်ဂျင်အေးလို့ပြန်မောင်းရင်လည်းခဏပဲဒါနဲ့ဆရာကညမှမောင်းမယ်ဆိုပြီးတော့ကားလဲနာလူလဲနာကြတာပေါ့ဒီလိုနဲ့ည9နာရီလောက်မှပြန်ထွက်ကြတယ်ကျွန်တော်ဆရာကကားမောင်းသက်နှစ်ပေါင်း30ကျော်ပြီကျွမ်းကျင်တာမှပြောမနေနဲ့တိုက်ကြီးကနေကားစားထွက်တာနဲ့ကားကလူးနေတာနောက်ဝိတ်များပြီးလူးနေတဲ့ပုံမျိုးမဟုတ်ဘူးနောက်ဝိတ်များရအောင်ကလည်းကုံပါတာမှမဟုတ်တာစတီယာရင်ကိုဆွဲချနေတာဟာဆရာကသိလိုက်ပြီဘာဆက်ဖြစ်မလဲသိကျင်တာနဲ့ဆက်မောင်းတယ်
မကြပါဘူးကားထိန်းလို့မရတော့ဘူးဗျအဲ့ဒါနဲ့ပဲငါဖြူလေးအကျော်မှာတုံးလုံးလဲပါလေရောလဲတာကရင်မောင်းဘက်ဆိုတော့ဆရာကညာဘက်ဂျိုဆောင်ပေါက်ပြီးတတိလေသွားတယ်ကျွန်တော်ကပဒင်းပေါက်ဘောင်ကိုဆွဲလိုက်တာဘယ်ဘက်လက်မောင်းကလှုပ်မရတော့ဆေးရုံရောက်လို့ဓာတ်မှန်ရိုက်တော့လက်မောင်းအစ်စ်ကြားကအယုတ်ပြတ်သွားတယ်တဲ့အဲ့ဒီချိန်မှကားအသွားလာလဲပြက်ဆရာလဲတတိလေနေတော့ကားမီလောင်မှာဆိုလို့ဆက်မြန်တက်လိုက်ရတယ်ဆရာကကားတွေကဆွဲထုတ်ဖို့ကလက်တစ်ဖက်ကလှုပ်မရတော့ဘာမှလုပ်လို့မရအဲ့ဒီမှာကုန်ကားတစ်စီးရောက်လာတယ်သူတို့တွေဆရာကိုဝိုင်းဆွဲထုတ်ပေးကြတယ်ကားတော့ထောင်းလို့မရတော့လက်လုံးလို့မရတာပဲရှိတော့ကားဆောင်ကြမ်းခဲ့တယ်ဆရာကတော့ဆေးရုံပို့ဖို့ခေါ်သွားကြတယ်ကားမောက်နေတာအခြားကားတွေသိအောင်မိတွေတော့ဖွင့်ပေးထားတယ်လက်မောင်းကတဆစ်စစ်ဖြစ်လာလို့ကားနဲ့မလန်မကန်တစ်ပင်အောင်မှာထိုင်နေတော့ကားခေါင်းကန်ထဲကလူတစ်ယောက်ထွက်သွားတာတွေ့လိုက်တယ်ပစိုးကအနီရောင်အကွက်နဲ့စွတ်ကြလက်ပြတ်ဝတ်ထားတယ်ဘယ်သူမှမရှိတဲ့နေရာမှာလူမဟုတ်ဘူးဆိုတာကျွန်တော်သိလိုက်တယ်ကျွန်တော်ထင်တဲ့အတိုင်းပဲအဲ့လူက3-4လမ်းလောက်ကိုရှောက်ပြီးပြောင်းသွားတယ်ကျွန်တော်စိတ်ထဲမှာကြည်သားနဲ့များဆိုင်မလားဆိုပြီးကားထဲပြန်ဝင်ကြည်သားကိုထုတ်ပြီးဖွင့်ကြည့်တော့ဘာဆိုဘာမှမရှိတော့ဘူးဗျပြောင်းတလင်းခါနေရောဟာနှစ်နာရီကျော်လောက်ကြာတော့30ကရဲတွေနဲ့ကရင်ကားရောက်လာတယ်ကားကိုပြန်ထောင်ပြီးကရင်ကားနဲ့ပါလာတဲ့သူကရဲစခန်းကိုမောင်းသွားတယ်ကျွန်တော်ကတော့ရဲကားနဲ့ဆေးရုံလိုက်သွားရတယ်ဆရာသတိပြန်လည်လာတော့ပစိုးကွက်တဲ့လူကသူ့ကြည်သားမကြွေးလို့ကားကိုမှောက်ပစ်တာလို့အိမ်မက်ပေးတယ်ဟောဗျာဆရာသမားတို့လည်းကံကောင်းတယ်ဟုတ်တယ်ဗျာအခုလိုလုပ်လိုက်တာကောင်းပါတယ်ကဲကျွန်တော်လည်းပြောင်းမယ်ဗျာဟုတ်ကဲ့ဆရာသမားအဲ့ဒီကနေအပြန်ခရီးမှာကျွန်တော်နဲ့ဇော်မျိုးတို့စကားမပြောဖြစ်ကြပဲနှုတ်ဆိတ်နေလိုက်တာရန်ကုန်ရောက်လို့စမ်းချောင်းကဘီယာဆိုင်ကိုရောက်မှာပဲစကားပြောဖြစ်ကြတော့တယ်ဇော်မျိုးကတော့ဘီယာတောက်ပြီးပေါ့ပေါ့ပါပြောဆိုနေပေမဲ့ကျွန်တော်ကတော့ဒိုဇာမောင်းတဲ့ဆရာကြီးပြောသလိုဆရာရင်ဆွဲချပြီးကားမောက်သွားခဲ့တာဆိုရင်အဲ့ဒါကိုတွေးမိပြီးရင်တလဲလဲဖြစ်နေပါတော့တယ်